တူလည်းများမယ်မတော်မဆပါနော် accident တဲ့လူတွေလည်းများအများကြီးရှိတယ်ဒါပေမဲ့ကျွန်မတို့အသက်တာမှာဖခင်တခင်နဲ့ကိုယ်ကမှုကြောင့်ဒီနေရာမှာကျွန်မတို့ကဖခင်တခင်ကိုချီးမွမ်းဖို့အချင်းကောအခါကောကိုပြင်ဆင်ဖြစ်တဲ့သူဖခင်ရှင်ဖြစ်တယ်အာမင်ကျွန်မတို့ပင်ရတက်လို့တော်လို့တတ်လို့မဟုတ်ပဲနဲ့ဖခင်တခင်နဲ့ကြည်ကျူးတော်ကြောင့်တာပဲဖြစ်တယ်အာမင်ဒါကြောင့်ကျွန်မတို့အလုံးမတရပြတော့ဖခင်တခင်ရှင်မှာကျွန်မတို့ပထမဆုံးကြည်ကျူးတော်ကိုချီးမွမ်းကြရအောင်ဒီနေရာရောက်ခြင်းဟာကျွန်မအတွက်ကောင်းဆုံးဖြစ်တဲ့အိုးကိုရောကိုကြည်ကျူးတဲ့နဲ့ဆိုပြီးတော့ကျွန်မတို့ဖခင်တခင်ရှင်မှာကြည်ကျူးတဲ့စကားအနေနဲ့ပြောကြရအောင်ဟာလေလုယာဟာလေလုယာကိုရောကိုကြည်ကျူးတဲ့နဲ့အာမင်ဟာလေလုယာဟာလေလုယာလာပါ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 ဒီနေရာမှာကိုရောကိုစကားပါယေကိုရောကိုကြည်ကျူးတဲ့ပါယေအာမင်ဟာလေလုယာလာပါ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 လာပါ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 ကျမချင်းကိုပြတဲ့ဖယားโอ้กินจะချင်းကိုပြတဲ့ဖယားဟာလေလုယာလောပြောင်းချင်းကိုပြတဲ့ဖယားโอ้ပြန်ချင်းကိုပြတဲ့ဖယားကိုရောကိုကြည်ကျူးတဲ့နေ့ဒီကမှာကိုရောပြထားတဲ့ကောင်းစီတဲ့ကနေโอ้ကိုရောကိုပြန်လဲပြီးတော့ချင်းမဖွေကအချင်းကိုခါကိုပြန်ဆက်ပြီးတဲ့တော့ကိုရောကိုကြည်ကျူးတဲ့နေ့ဒီနေရာမှာတန်ရှင်းတော်ဝိညာဉ်တော်ကိုခေါ်ဖေးပါ၏နေရာယူတော်မူပါလှောက်ရှာတော်မူပါမတ်ချက်မတဲ့သူမချက်မချင်းကိုပြတော်မူပါဟာလေလုယာကိုရောကိုဒီလာပြပါ၏โอ้တန်ရှင်းတော်ဝိညာဉ်တော်ဒီနေရာမှာလှောက်ရှာတော်မူပါโอ้ဟာလေလုယာလှောက်ပြတဲ့သူမတန်ရှင်းတော်ဝိညာဉ်တော်မဆာပြီးလောလောဒီကိုရောတော်ရောဝါရီတို့အရာတဲ့ကိုရောဖဲချပြီးတော့ကိုရောရှိကလည်းလာတဲ့ချက်ချက်ကိုလည်းလာတော့ပါအာမင်ဟာလေလုယာချီးမွမ်းသူကိုဝိညာဉ်အချစ်တော်ကိုတော်ပြီအကောကိုကျေးဇူးတင်တယ်အချင်းနာရဲ့လုံးစုံကိုကိုတော်လည်းဝတ်ယေရှုနာမနဲ့အနာပိုက်ကိုတော်အာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်အာမင်ဟာလေလုယာโอ้ကိုကိုကြွယ်ထိုက်တဲ့ဖခင်ကိုစိတ်တော်ကကျွန်မနဲ့ကိုကိုကြရအောင်ဟာလေလုယာတော်ကိုကွယ်ပါ၏စိတ်နှလုံးစွမ်းမဲ့ကိုကွယ်ပါ၏တော်ကိုပြောင်းဟောက်ကိုကွယ်အထံတော်မှာgo
ကျွန်တော်တို့ကိုကိုယ်တဲ့ဖခင်နေရစံတိုင်းတစ္ဆာရှိတဲ့ဖခင်ဖြစ်တယ်နေရစံကျွန်တော်တို့ဘာမှပြတန်းကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်အာမင်ဆက်လက်အရာပါရချီးမွမ်းကြရအောင်ဟာလေလုယာโอ้Mama, be careful.
hallelujah နေ hallelujah နေရရှင်တဲ့ကျွန်မတို့နဲ့အမြဲတမ်းတို့ပါရှိတဲ့တို့ဘုရားရှင်ဖြစ်တယ်တခါမှကျွန်မတို့အတွက်မပြတ်ကိုတဲ့တို့ဟာတို့ရဲ့ရှုပဲဖြစ်တယ် amen hallelujahတို့မကောင်းရင်လေကိုတော့ကိုကွိုင်းမေနာဇေဝနေနေလေဒီမှာရှင်နေမဟာရင်လေကိုတော့ကိုမဲတန်ကိုကွိုင်းမေရင်တဲ့ချီရလေမေခန်းစားချာdon't go jele kudo kuku kwame ache wane nile jete ma chene ma ha jele kudo kume na ku kwame ninte che ya le Masaya kaya pide
谁都说不完，你要明白，你山上的路以为，看上这种天籁，谁都说不完，唯独哦，哈利路亚，主应该的孤单大白衣，看上这种那别送眼泪，孤独孤独怪把妹，孤独孤悲啊孤把妹，孤独孤悲孤怪把妹，哈利路亚，拉巴拉巴巴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 巴嘿，哈利路亚拉巴巴巴巴，我面前古皮的太阳，哦，让这那龙的天把你要有多么吧，人生的会跟着孤单的白夜，哈利路亚，古罗古，哈利路亚，哈利路亚，哈利路亚，这个嘛古罗古贝丹达白。Kuro shikane lame khonamia Kuro shikane lame kongchimia Kuro shikane lame lala tipotchimia dandaba Hallelujah Adona lungta thema kuro dia yudomu Kansa chadwi the kuro kube niya bibai Hallelujah. Oh, Hallelujah. Kuro ku Jesu tende. Say na long at suan mene kuro ku koi bai. Kuro ku Jesu tende di ching di. Cuma dong de ame ta tu pa si de phaya phit de atot sang kuro ku Jesu tende. Hallelujah. Cuma dong kong lo tan lo bahu babu kuro ye Jesu dot de ta sang phit. Hallelujah. Jingge ma kuro ku chimwan. Chin hallelujah kuro ye Jesu dot sang ta be phit de kuro ku Jesu tende. Hallelujah. Nama do ku bung chi ba si do kuro. Hallelujah. Kuro Jesu tende chimwan chin ale ma tu pa si de dot sang kuro ku Jesu tende. Jingge ma kuro ya tong piu met sama kuro Jesu nama pen kong chi vi vai tu singa de la me ate do no kapado ku Jesu nama pen tu su vai ta do tami do saka piao do mo ba ate do yo pa yung ku phon pia do mo ba ate do tan do li ku ro cha chin de amen kuro ku Jesu te chen Tidak cing biar kukuro le wada anan de kamata pati do ta do Jesu Kristo inama do kami pulian sutong seka anan ba amen sung do taula pria ta ken amen မင်္ဂလာပါအားလုံးမင်္ဂလာပါဒီကနေ့ညမှာတာယာတော်ညနေခင်းလင်း၌ဖျားရဲ့မျက်မှန်တော်ထဲမှာအရောက်စီတိုင်းကျမ်းကျမ်းမာနဲ့ပို့ဆောင်ပေးတဲ့အကောင်းမြတ်ဆုံးဖျားကျွန်တော်လက်ခုပ်တေးလက်ပထမဆုံးချီးမွမ်းကြအောင်ဖျားသခင်လက်ခုပ်ပေးလက်ချီးမွမ်းကြအောင်ဟာလေလုယာဟာလေလုယာဟာလေလုယာဖျားသခင်ကောင်းမြတ်တာဖြစ်တယ်နေ့ရက်တိုင်းမှာကောင်းမြတ်လို့နဲ့ဖျားဖြစ်တယ်အာမင်ဘာလို့လဲဆိုတော့2025ဇန်နဝါရီလကနေဒီကနေ့ထိစက်တင်ဘာလ9ရက်9လအာမင်
နင်းနဲ့လတိုက်တဲ့ချိန်မှာပေါ့နော်နင်းနဲ့လနေနဲ့လတိုက်ရိုက်ကြတဲ့နေ့မှာဘုရားသခင်ကိုချီးမွမ်းရတာဆိုတာကအယံကိုကျွန်တော်တို့ကကောင်းချီးခံစားရတာဖြစ်တယ်အာမင်တိုက်ဆိုင်မှုတက်တက်ဖြစ်ရုံမဟုတ်ဘူးတိုက်ဆိုင်မှုတက်တက်မဟုတ်ဘူးပြီးတော့ဒီကနေ့မိတ်ဆွေတို့ဒီဘုရားကျောင်းကိုလာခဲ့တာကအားလုံးလို့တခြားသွားစရာနေရာမရှိလို့ဒီဘုရားကျောင်းကိုလာတာလည်းမဟုတ်ဘူးအာမင်ဘာလို့လဲဆိုတော့ဒီကနေ့ဘုရားကျောင်းမှာကျွန်တော်ရွေးချယ်စရာတွေအများများတယ်အခုခေတ်ကလေရွေးချယ်စရာအများများတယ်ပြီးတော့တချို့ကြတော့ကျွန်တော်မြင်တယ်ဘာလဲဆိုတော့အလုပ်ဖြီးတဲ့နောက်မှာနော်အလုတ်ကမနေ့ပိုင်းလုပ်တယ်ပြီးမှ9နာရီ10နာရီပြီးသွားတယ်ပြီးသွားတဲ့အချိန်မှာဘုရားကျောင်းကိုလာတယ်သူတို့ကိုကြည့်ရင်မနာချင်ဘူးမဟုတ်သူတို့နားချင်တယ်မဟုတ်လား9နာရီ10နာရီလုပ်လို့ရတယ်ပြီးတော့သူတို့အိမ်ရောက်တဲ့ခါမှာနော်ကမ္ဘာမတန်းနဲ့ရီမိုးချိုးပြီးမှတချို့ကထမင်းစားတယ်တချို့ကထမင်းတောင်မစားဘူးဘုရားကျောင်းကိုလာကြတယ်ဘာလို့လဲဆိုတော့နှုတ်ကပတ်တော်ထဲမှာဘုရားသခင်ကပြောထားတယ်စာတမန်နာဘုရားသခင်ကိုစုံစမ်းနောက်ရှိတဲ့အခါမှာဘုရားသခင်ကသခင်ယေရှုကပြောလဲဆိုတော့လူတွေကတဲ့အစာအဖြစ်သက်ရှင်တာမဟုတ်ဘူးဘုရားသခင်နှုတ်ကပတ်တော်အဖြစ်အသက်ရှင်နေတယ်အာမင်ဆိုတော့ဒီကနေ့ဒီဘုရားကျောင်းမှာလာတဲ့သူတွေကနော်လာမပြီးရောက်လာတာမဟုတ်ဘူးဒါကြောင့်ကုဘေးမှာထိုင်တဲ့သူအနည်းဆုံး1ယောက်2ယောက်ပြောပါဦးဒီကနေ့မိတ်ဆွေရောက်တဲ့နေရာကနေရာမှဖြစ်တယ်လို့ပြောပါဦးနေရာမှနဲ့သူဖြစ်တယ်အာမင်ဖခင်เจ้าထဲမှာဖခင်ရဲ့ဗိမာန်တော်ထဲမှာကျွန်တော်ရှိနေခြင်းကကျွန်တော်တို့ရဲ့နေရာမှဖြစ်တယ်အာမင်ဒါကြောင့်ကျုံမြန်မာစကားပုံမှာပေါ့နော်မြန်မာစကားပုံမှာစကားပုံရှိရမလားလူမှန်နေရာမှန်ဆိုတာရှိတယ်ဒါကြောင့်ကျွန်တော်တခြားနေရာမှာနော်ကုသွဲ့နေရာရှိကောင်းရှိပါလိမ့်မယ်တချို့အတွက်မရှိကောင်းလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဘုရားကျောင်းကကုသွဲ့အကောင်းဆုံးနဲ့အမြဲတမ်းအမှန်ကန်ဆုံးနေရာဖြစ်တယ်အာမင်ဒါကြောင့်မိတ်ဆွေရဲ့ရွေးချယ်ဒီကနေ့ရွေးချယ်မှုကအယံမှန်သွားတာဖြစ်တယ်အာမင်အာမင်ကျွန်တော်အခါတလေရွေးချယ်မှုကအသက်တာမှာပေါ့နော်မနဲ့ထမလားမထဘူးလားကနေစပြီးရွေးချယ်ရတယ်မလားတခါလေကျွန်တော်တို့အများကြီးကြာရှုံးခဲ့တယ် fail ဖြစ်ခဲ့တယ်ဒါပေမဲ့ဒီကနေ့မြန်မာစစ်စစ်မှာမိတ်ဆွေလာရောက်ခြင်းကအရန်ကိုမှန်ကန်တဲ့ရွေးချယ်မှုဖြစ်တယ်လို့ကျွန်တော်ရှေးဦးဆုံးပထမဦးဆုံးပြောချင်တယ်ဆိုတော့တခြားဘာမှမပြောတော့ဘူးကျွန်တော်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုကြွေးကြော်ရအောင်ဟာလေလုယာဘာလို့လဲဆိုတော့ကြွေးကြော်တယ်ဆိုတာကတာမန်လူတွေကြွေးကြော်လို့မရဘူးရှုံးနေတဲ့သူတွေကကြွေးကြော်တယ်ဆိုတာမဖြစ်နိုင်ဘူးအောင်မြင်တဲ့သူမှပဲကြွေးကြော်နိုင်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့ကြွေးကြော်မယ်ဝန်ခံမယ်ဘယ်လိုဝန်ခံမလဲဆိုတော့ယေရှုအဖြစ်ကျွန်တော်ဒီကျမ်းမာတော်သူချမ်းသာတော်သူကြွယ်ဝတော်သူဆိုပြီးမှကျွန်တော်အဲ့ဒီဟာကို၃ချက်ပေါ့နော်၃ချက်ကိုအရင်ဆုံးကြွေးကြော်ရအောင်ဘာလဲယေရှုအဖြစ်ကျွန်တော်ဒီကျမ်းမာတော်သူချမ်းသာတော်သူကြွယ်ဝတော်သူလို့ကြွေးကြော်ရမယ်အာမင်ဘာလို့လဲဆိုတော့လေကိုယ်အနေနဲ့ကျမ်းမာကောင်းကျမ်းမာနိုင်ပါတယ်ဒါပေမဲ့မိတ်ဆွေတေချာပြန်စင်းဆိုင်မိတ်ဆွေရဲ့အတိုင်းဝဲမိသားစုထဲမှာကျမ်းမာခြင်းလိုအပ်နေတဲ့သူရှိကောင်းရှိနိုင်တယ်ကျုပ်ကျမ်းမာတယ်ဖျားတယ်ဆိုတာကလည်းကျုပ်ဒီခန္ဓာကိုယ်ပဲမဟုတ်ဘူးဝိညာဉ်ပိုင်းမှာလည်းဖျားနေတဲ့သူရှိနိုင်တယ်နော်ဆိုတော့အဲ့ဒီသူတွေအတွက်မိတ်ဆွေနေကောင်းနေလို့ဒီလာတာမှန်တယ်ဒါပေမဲ့လိုအပ်တဲ့သူတွေကျွန်တော်ကျမ်းမာခြင်းကိုယူရအောင်အာမင်သူတို့ကိုယ်စကျွန်တော်ကြွကြော်ရအောင်အာမင်ဆိုတော့ကျမ်းမာယေရှုပြတော်ကျမ်းမာပြီးချမ်းသာပြီးဆိုတာကဘာလဲဒီလောကစည်းစိမ်ကိုကျွန်တော်ပထမဆုံးပြောချင်မှာမဟုတ်ဘူးထာဝရအတွက်ကျွန်တော်ချမ်းသာတော်သူဖြစ်တယ်အာမင်ထာဝရကိုကျွန်တော်ရှေးစုပြီးမှတွားနေတဲ့သူဖြစ်တဲ့အတွက်เนาะအဲ့ဒီထာဝရ forever and ever တို့ကျွန်တော်ကြွေးကြော်ရမှာဖြစ်တယ်အာမင်လက်ခံလားလက်ခံပါသလားဆိုတော့နောက်ဆုံးဗာလဲကြွယ်ဝတော်သူဆိုရလဲဗာလဲကျွန်တော်မင်းမျိုးမင်းနွယ်ဖြစ်တယ်ယေရှုအားဖြင့်အာမင်အာမင် ready စင်တင်ပြီလားတဲ့နေတော့လို့ကျွန်တော်ပြောတဲ့အခါမှာ okay တချို့ကမလုံနိုင်သေးဘူးဒီဖက်ကတော့အရန်ကိုဘယ်လိုလဲ no
โอเคတက်ကြွနေတဖြည်းဖြည်းနဲ့ကိုးဆက်လာလိုက်မယ်နုထမှုကလည်းအာမင်ဆိုတော့တင်းနဲ့တောင်းဆိုတဲ့အခါမှာပေါ့နော်ကျွန်တော်ယေရှုအဖြစ်ကျွန်တော်ဒီချမ်းသာတော်သူဖြစ်တယ်ချမ်းသာတော်ဖြစ်တယ်ကြွယ်ဝတော်သူဖြစ်တယ်ဆိုတော့ကြွကြော်ရအောင်အာမင်โอเค ready နော်စင်တင်နော်တင်းနဲ့တောင်းယေရှုအဖြစ်ကျွန်တော်ဒီချမ်းသာတော်သူဖြစ်တယ်ချမ်းသာတော်သူကျွဲဝတော်သူအာမင်နောက်တစ်ခါယေရှုအဖြစ်ကျွန်တော်ဒီချမ်းသာတော်သူချမ်းသာတော်သူကျွဲဝတော်သူနောက်တစ်ခါယေရှုအဖြစ်ကျွန်တော်ဒီချမ်းသာတော်သူချမ်းသာတော်သူကျွဲဝတော်သူဖြစ်တယ်အာမင်လက်ခုပ်တီးလက်အာမင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 ်ဆိုတော့နောက်ဆုံးတစ်ခေါက်နော်နောက်ဆုံးတစ်ခေါက်ကြွေးကြော်ရအောင်ဗာလဲဆိုတော့ယေရှုအဖြစ်ကျွန်တော်ဒီဘေးကန်တော်သူဖြစ်တယ်အာမင် sorry နော်ဗမာစကားနည်းနည်းအစီမပြေသေးဘူး okay ရမလားအဲ့ဒီတစ်ချက်လေးနော်အဲ့ဒီတစ်ချက်ပြီးမှကျွန်တော်တခြားစီစဉ်သွားမယ်အာမင်အဲ့ဒါအထဲမှာပြည့်နေလို့နော်ဗာလဲဆိုတော့ယေရှုအဖြစ်ကျွန်တော်ဒီဘေးကန်တော်သူဖြစ်တယ်အာမင်ဘေးကန်တယ်ဆိုတာဗာလဲငွေကြီးကိုပြောအဓိကပြောချင်တာမဟုတ်မိတ်ဆွေမှာရှိတယ်နော်အထဲမှာရှိတယ်ငြိမ်သက်ခြင်းနော်ဖခင်ကနေပေးတဲ့ကယ်တင်ချက်နေဈေးထွက်လာတဲ့ဗာလေဝမ်းမြောက်ခြင်းတည်င်းကောင်းတွေသူတပါးစေမှာအာမင်အဲ့ဒါပို့ချခြင်းကဘာနဲ့မှတန်ဖိုးမဖြစ်လို့ရတဲ့အာမင်ပေးကမ်းခြင်းမျိုးဖြစ်တယ်ဟာလေလုယာယေရှုကလေလောကကိုလာတဲ့အခါမှာလူသားတွေကိုနော်စီးစိမ်နော်သူတို့လူချင်းနဲ့ချမ်းသာခြင်းတွေပေးတာမဟုတ်သူပေးတာကငွေနဲ့ဝယ်လို့မရတဲ့အသက်ကိုပေးတာဖြစ်တယ်အာမင်ယေရှုပေးတာဒီစီးစိမ်မင်လို့ရတဲ့ဟာမဟုတ်ဘူးဖျားပေးတာထာဝရနော်ထာဝရအတွက်ဘာနဲ့မှနိုင်စားလို့မရတဲ့အဖာရဲ့ချစ်ချင်းမြတ်တော်ပေးတာဖြစ်တယ်ဟာလေလုယာတချို့ကျွန်တော်မြင်တယ်မျက်နှာကိုတချို့မျက်နှာကိုကြည့်တဲ့အခါမှာလေခုနကျွန်တော်တချင်းဆိုတဲ့အတိုင်းပဲရင်ထဲမှာအချီနေရတော့မဟန်ဘူးအာမင်ရင်ထဲမှာတော့ချီနေမဟောင်းဒါပေမဲ့ကျွန်တော်ကြွေးကြော်မယ်အာမင်ကြွေးကြော်ခြင်းကဘာလဲကျွန်တော်အောင်မြင်ခြင်းဖြစ်တယ်ဟာလေလုယာနောက်ဆုံးတက်တပံအားတင်မြမွေးလက်နော်ကြွေးကြော်ရအောင်ယေရှုအဖြစ်ကျွန်တော်ဒီပေးကားတော်သူဖြစ်တယ်ဆိုပြီးမှ၃ချိန်တိုင်နော်အာမင်ဒီကနေ့ဒီလာတာအများသောဖြစ်လူငယ်တွေဖြစ်တယ်နော်လူငယ်စတိုင်နဲ့ကျွန်တော်អော်ရအောင်အာမင်အာမင်ခွန်အားရလို့ပေးရလို့တွေလည်းထိเสียမလို့နော်ရှုပဲနော်โอเค ready လားစနေပြီလားယေရှုအဖြစ်ကျွန်တော်ဒီပေးကမ်းတော်သူဖြစ်တယ်ယေရှုအဖြစ်ကျွန်တော်ဒီပေးကမ်းတော်ဖြစ်တယ်ယေရှုအဖြစ်ကျွန်တော်ဒီပေးကမ်းတော်သူဖြစ်တယ်အာမင်ဒီအတိုင်းမှာဖခင်ကျွန်တော်ဘောပါအယံတစ္ဆာရှိတာဖြစ်တယ်အာမင်ဖခင်လေတစ္ဆာနဲ့ကျွန်တော်ပို့ဆောင်ပေးနေတာပေးလို့တာเนาะတစ္ဆာသူ့ရဲ့တစ္ဆာတရားနဲ့ပို့ဆောင်ပေးလို့တာယနေ့ထိကျွန်တော်အသက်ရှင်နေတာဖြစ်တယ်ကျွန်တော်စဉ်းစားကြည့်မယ်ဆိုတော့เนาะဒီတဘာဝတရားနေရတဲ့အရာတွေဟုတ်တယ်မလားနေအလင်းဆိုလဲကျွန်တော်အခါမဲ့ရတဲ့အောက်ဆီဂျင်ဆိုလဲခါမဲ့ရတယ်ကျွန်တော်ဝယ်လို့ငွေနဲ့ဝယ်မယ်ဆိုရင်ဝယ်လို့မတတ်နိုင်တဲ့လောက်ထိပေါ့เนาะကြွေဝချင်းကျွန်တော်ဖျားခင်ပေးတာဖြစ်တယ်ဆိုတော့ကျွန်တော်ဆက်သွားမယ်ဘာသွားမလဲဆိုတော့ဒီကနေ့ဒီဖျားเจ้าမှာပေါ့เนาะဒီဖျားเจ้าဆိုတာကျွန်တော်ဖျားเจ้าဇစီရဲ့အတင်းတော်မှာเนาะဖျားခင်ရဲ့ဗိမာန်တော်ထဲမှာရောက်ရှိလာတဲ့သူထဲမှာဒီဖျားเจ้าမှာမေတ္တာဟာရပထမဆုံးနေတဲ့မေတ္တာဟာရပါဝင်တဲ့သူရှိရဆိုရင်ယေရှုပြည့်လည်းများမြောက်ပြည့်ဖွင့်တဲ့ယေရှုနာမနဲ့တောင်းဆိုခြင်းတယ်ပထမဆုံးပါဝင်ခြင်းဖြစ်တယ်ဆိုရဲသူများရှိရင်လည်းများမြောက်ပေးပါမရှိဘူးရှိတယ်โอเคတစ်ချက်လောက်မတည့်ပေးပါဦးနော်ဝါโอเคသူ့နာမည်တစ်ချက်လောက်မေးပေးပါဦးနာမည်ခွန်ဆိုင်ဆိုတော့သူကဘာလိုမျိုးလဲဗမာပဲလားโอเคကျေးဇူးတင်တယ်ဆိုတော့ကျွန်တော်ခွန်ဆိုင်ကိုဖျားသခင်ကောင်းချီးပေးပါစေဆိုပြီးကောင်းချီးပေးအောင်အာမင်
အာမင်ဆိုတော့ကျွန်တော်၃ချိန်เนาะသူ့အပေါ်မှာကောင်းချီးပေးအောင်เนาะခွန်ဆိုင်ကိုဖျားတင်ကောင်းချီးပေးပါစေ၃ဟာတင်းနေတော့ခွန်ဆိုင်ကိုဖျားရှင်ကောင်းချီးပေးပါစေနောက်တစ်ခေါက်ခွန်ဆိုင်ကိုဖျားသခင်ကောင်းချီးပေးပါစေနောက်ဆုံးတစ်ခေါက်ခွန်ဆိုင်ကိုဖျားသခင်ပေးပါစေအာမင်ပြန်ထိုင်လို့ရပါပြီဘေးနားမှာရှိတဲ့နေကိုမောင်နှမများခွန်ဆိုင်ကိုနောက်ဆက်ပေးကြပါเนาะโอเคနောက်များမှာလဲဒီဖျားเจ้าကိုလုံးဝပေါ့เนาะထားခဲ့လို့မရတော့ဘူးเนาะအချစ်ဟောင်းကိုထားခဲ့လို့ရမယ်เนาะဒီဘုရားเจ้าကိုတော့မိတ်ဆွေเนาะခွန်ဆိုင်လုံးဝထားခဲ့လို့မရတော့ဘူးခွန်ဆိုင်ရခုကနေအခုကနေစပြီးတော့မှလူတက်မဟုတ်တော့လူဟောင်းဖြစ်သွားရင်နောက်တစ်ခေါက်ကြာရင်လူတက်များကြီးမိတ်ဆွေတက်များကြီးကိုဘုရားเจ้าခုထဲကိုဒီညကိုเนาะဆွဲခေါ်လာပြီးဖွင့်တယ်လေယေရှုနာမနဲ့ခွန်ဆိုင်ကိုတောင်းဆိုခြင်းနဲ့ဖျက်တင်ကောင်းချီးပေးပါစေโอเคကျွန်တော်ကျန်းစာတပိုက်ဖတ်ခြင်းတယ်အရန်ပေါ့နော်ခုတလောဖျားတခင်ကကျွန်တော်ကောင်းတရားဖြစ်ခွန်အားပေးတဲ့ຢာဖြစ်တယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်နှုတ်ကပတ်တော်ကနော်လူတိုင်းအတွက်ကောင်းချီးဖြစ်နေတာဖြစ်တယ်အဲ့လိုကျွန်တော်အတွက်ပဲကောင်းချီးဖြစ်တာမဟုတ်ဘဲနဲ့မိတ်ဆွေအတွက်လည်းကောင်းချီးဖြစ်မယ်လို့ကျွန်တော်မျှော်လင့်တယ်ဆိုတော့ဖျားရဲ့နှုတ်ကပတ်တော်နော်ကျွန်တော်ယုံကြည်ခြင်းနဲ့နောက်ဆုံးတစ်ခေါက်အနေနဲ့ဝန်ခံဖို့ရန်အတွက်ဖိတ်ခေါ်ခြင်းတယ်အဲ့ဒါဘာလဲဆိုတော့ဆာလန်ဂျန်အခန်းဆာလန်နံပါတ်34ဖြစ်မယ်ဆာလန်နံပါတ်34အပိုင်းငယ်10ဖြစ်မယ်နော်ဆာလန်နံပါတ်34အပိုင်းငယ်10ကျွန်တော်နောက်အနေကျေးဇူးပေးလိုက်ဆိုပေးပါခြောက်ရဖျားဒီကောင်းမြတ်တော်မူတဲ့အကြောင်းကိုမိဆန်း၍တိမတ်ကြလို့ကိုရောကိုခူလုံတော်သူဒီမင်္ဂလာရှိနောက်ဆုံးတစ်ခေါက်စိတ်နှလုံးအကျွမ်းမဲ့တဲ့ဝန်ခံရအောင်ထာဝရဘုရားဒီကောင်းမြတ်တော်မူတဲ့အကြောင်းကိုမိဆန်း၍တိမတ်ကြလို့ကိုရောကိုခူလုံတော်သူဒီမင်္ဂလာရှိအာမင်ရောက်ရှိတိုင်းတို့ဖျားတင်ကောင်းချီးပေးပါစေခုချိန်မှာကျွန်တော်တို့ဖျားနိုင်ငံတော်တွေ့ပေါ့နော်ပါဝင်ရမယ့်ချိန်ဖြစ်တဲ့နှုတ်ကပတ်တော်ပါပြောတယ်ဆိုတော့ဖျားတကယ်ကောင်းမြတ်ကြောင်းကိုမီးဆန်း၍နော်မီးဆန်းပြီးရင်လည်းပါလေကောင်းမြတ်တယ်လို့သိမှတ်ကြလို့တယ်နော်ဆိုတော့ကျွန်တော်ရဲ့နော်ယုံကြည်ခြင်းနဲ့အာမင်ဖျားနိုင်ငံတော်တွေ့ပါဝင်ဖို့အားလုံးကိုဖိတ်ခေါ်ခြင်းနဲ့ဆိုတော့ကျွန်တော်ဖျားကပါလေဘယင်တကာတို့ရဲ့ဘယင်ဖျားတကာတို့ရဲ့ဖျားဖြစ်တယ်ဟာလေလုယာဆိုတော့ကျွန်တော်ဖျားနော်ဘယင်ကိုကျွန်တော်တွေးဖွင့်အတွက်လာတဲ့အခါမှာနော်လက်ပလာနဲ့လာလို့မရဘူးလက်ပလာနဲ့ဘယင်ကိုတွားတွေ့ရင်ဘယင်ကိုစော်ကားရကြတယ်တဲ့နော်ဆိုတော့ကျွန်တော်ဘယင်တကာရဲ့ဘယင်ဖျားကိုကျွန်တော်ဝတ်ပြုကိုကွယ်တဲ့အခါမှာနော်ကျွန်တော်နော်လက်ဆောင်တွေနော်ဖျားနိုင်ငံတော်အတွက်ပါဝင်တဲ့အရာတွေနော်ခုချိန်မှာကျွန်တော်ထုတ်ပေးမှာပေါ့နော်ခုဖျားပေးထားတဲ့ကောင်းချီးများတဲ့အနေငယ်ကိုကျွန်တော်ထုတ်ပြီးမှဖျားနိုင်ငံတော်ပါဝင်မဲ့ချိန်ဖြစ်တယ်ရောက်စီတိုင်းပါဝင်ရမဲ့ချိန်ဖြစ်တယ်ဆိုတော့အလုံးငွေကောက်ခံမဲ့ကောက်ခံတဲ့ချိန်မှာစက်ကပ်ဖို့ရန်အတွက်ကျွန်တော်ဆရာမုံလက်ကိုဖိတ်ခေါ်ခြင်းနဲ့ဆရာမုံလက်ကလုံးငွေကိုစက်ကပ်ပေးမယ်ပြီးမှကျေးဇူးပြုရဲ့အာရှများအလုံးငွေကောက်ခံဖြစ်ရန်အတွက်လက်ဖိတ်ခေါ်ခြင်းနဲ့ပြီးတော့ကျွန်တော်အလုံးငွေကောက်ခံနေတဲ့ချိန်မှာဂုံတော်အဖြစ်ဖျားနာမတော်ချီးမွမ်းပေးရန်အတွက်ကျွန်တော်ရဲ့ music ဆရာလာပူနော်လာပူကျွန်တော်တို့ဖိတ်ခေါ်မယ်အားလုံးကျွန်တော်လက်ခုပ်တီးလက်ကျူဆိုရအောင်အာမင်အာမင်အာမင်လုံငွေစကကြရအောင်ကျေးဇူးတင်ပါတယ်ဖာဒီကနေ့ကိုရရှင်ကိုမြန်မာစီစီအဖြစ်ပြန်လဲဝပြုတ်ကိုခွင့်ပြုတော့ကြောင့်ကိုကျေးဇူးတင်ပါတယ်ကိုရပြီးထားတဲ့ကောင်းကြီးများတဲ့ကနေကိုရအတွက်ပါလာတဲ့အလူငွေများကိုရလက်ထက်တော့အနံပါကြီးရဲ့အလူငွေများကိုရနိုင်ငံတော်ချက်ပြန်ဖို့အသုံးပြုတော်မူပါပြီးကနေရောက်ချင်းစီတိုင်းပေါ်မှာလဲကိုရကောင်းကြီးများပြန်လဲပြီးတနာတော်မူပါယေရှုနာမဖြင့်ဤလူငွေများကိုရလက်ထက်တော့အနံပါကြီးဖျားရှင်အာမင်
အမြဲတမ်းချိန်တန်းလို့မြင်ရတဲ့ချင်းနဲ့ဖျာကုန်းတော်ချီးမွမ်းချင်ပါတယ်Kadang buaya lama miate Bila biomiuga Kinchiko maybe Biolo miche Kadang buaya doka miane Mo hai pimpanche Chisa puko a Konda kanche Jima mitane Kuro sueko Mieran chinai Kuro kau mianise Nina le miera makwe kwa beshide Kakemu rijama Pye shao yale Wan miao chimiane pye chose ketu Oh Yeshu Kadang buaya lama miate Bila biomiuga Kinchiko maybe Biolo miche Kadang buaya doka miane Mo hai pimpanche Chisa puko a Konda kanche Jima mitane Kuro sueko Kwa beshide Kakemu rejama Pye shao yale Wan miao chimiane pye chose ketu Oh Yeshu Kuro kau mianise Nina le miera makwe kwa beshide Kakemu rejama Pye shao yale Wan miao chimiane pye chose ke Yeran chenai Kuro kau mianise Nina le miera makwe kwa beshide Kakemu rejama Pye shao yale Wan miao chimiane pye chose ke Oh Yeshu Wan miao chimiane pye chose ke Oh Yeshu Passion ကောင်းကြည့်ပေးပါစေကျွန်တော်တစ်ဆက်သေးနဲ့အနေငယ်တက်တည်ခံခြင်းတယ်ဟုတ်နော်ဗာလဲဆိုတော့ဖျားရဲ့ကောင်းမြတ်ခြင်းကိုကျွန်တော်အနေငယ်ပေါ့နော်အနေငယ်လေးပါပဲမကြပါဘူးနော်ဆိုတော့ကျွန်တော်ဘာကိုတက်တည်ခံခြင်းလဲဆိုတော့ကျွန်တော်ဘယ်ကနေစပြောရမလဲဆိုတော့မလေးရှားရောက်တဲ့ချိန်ကစပြောလိုက်မယ်နော်မရှိဘူးတော်တော်လေးပဲကျွန်တော်မလေးရှားကိုရောက်လာတာ2022ပေါ့လာရတဲ့အကြောင်းအရာတော့အကုန်လုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ကမြန်မာနိုင်ငံမှာအခြေအနေဆိုးတယ်ပြောမယ်ဆိုကျွန်တော်တို့ဒီ CDM ပိုင်းဆိုင်ရာဆိုတော့အခြေအနေနဲ့ဆိုးတဲ့အတွက်ကြောင့်ကျွန်တော်တို့မလေးရှားကိုရောက်လာတယ်မလေးရှားရောက်လာတော့ဘာသိလဲဆိုမရောက်ခင်တော့ကလည်းသိတယ်ဒီ UN နဲ့ပတ်သက်တာပေါ့နော်UN နဲ့ပတ်သက်တာကိုမရောက်ခင်တော့ကလည်းသိတယ်ရောက်ပြီးတော့လည်းသိတယ်ရောက်ပြီးတော့လည်းသိတယ်ဆိုတာပြောချင်တာUN ဆိုတာအမျိုးမျိုးပေါ့ပြောချင်တာ UN ကတ်ကတော့တစ်မျိုးတည်းကတ်နဲ့စာရွက်အနှစ်ခုတည်းတစ်ခုပဲပေါ့
ပြောချင်တာပြောချင်တာကတော့UN ရဲ့အကြောင်းပေါ့ဘယ်လိုရှောက်ရင်ဘယ်လိုဥပမာ CDM ဆို CDM တက်ဆိုတာရှိတယ်ဆိုတော့လေကျွန်တော်အဲ့ဒါပထမဆုံးကျွန်တော်မသိသေး UN အကြောင်းသိပေမဲ့ရှောက်ရမယ့်အကြောင်းမသိခင်တော့UN ဒီတိုင်းပဲရှောက်တယ်နောက်ပိုင်းကျတော့တိလာတဲ့ခါကျတော့ UN ကိုဒီ CDM ဘိုင်းနဲ့ပေါ့ဒီအသင်းတော်မှာရှိတဲ့ဆရာပြန်နဲ့တိုင်ပင်ပြီးတော့ကျွန်တော်ရှောက်တယ်2000နည်းနည်းလိုရင်းတူရှင်းနဲ့ကြော်လိုက်မယ်ဆိုရင်2023မှာပြန်ရှောက်တယ်ပေါ့နော်ပြန်လျှောက်တယ်ဆိုတော့2023 January February လောက်မှာပြန်လျှောက်တာကကျွန်တော်လည်းစူတောင်းအရန်အားကြီးတဲ့အဲမှာတော့မပါပေမဲ့ပေါ့မပါပေမဲ့ဘယ်လိုပြောလဲစူတော့တောင်းတယ်ပေါ့နော်အိတ်ခါနီးတစ်ခါမနေ့ထတစ်ခါပေါ့ဒါတော့ပုံမှန်ပဲလေဆိုတော့စူကတော့တောင်းတယ်ဘယ်လိုပြောမလဲစူတောင်းတော့အရန်အားမကြည့်ဒါပေမဲ့တက်တီခံတဲ့အချက်ထဲမှာတော့စိတ်ထဲမှာတော့အများတန်း UN ကိုလိုချင်တာပေါ့ဘာလို့လဲဆိုခဏဖမ်းခံရတာဟုတ်ဆိုတော့အဖမ်းခံရတိုင်းရဲတွေကလည်းစစ်တယ်ကျေးဇူးတော်ကြောင့်ပတ်စံတပြားမှမရှိတော့ပြန်လုပ်ပေးတယ်အဲ့လိုရှင်းနေဆိုတော့အဲ့လိုတွိုင်းနေ2023ဒီဇင်ဘာလလောက်မှာကျွန်တော် UN တွေကဖုန်းခေါ်တယ်ဒါပေမဲ့မကင်ဆိုတော့အဲ့ချိန်တော့နည်းနည်းတော့UN တွေဖုန်းခေါ်တော့ဘယ်လိုပြောမလဲမတိလိုက်ဘူးဆိုတော့လေမတိလိုက်ဘူးဆိုတော့ဝမ်းတာတယ်ဒါပေမဲ့ဝမ်းနေတယ်မကင်လိုက်တဲ့အတွက်ဝမ်းတာတယ်ဝမ်းနေတယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်လည်းစောက်ရင်းနဲ့ဆရာပြန်ရှိတစ်ခေါက်ပြန်သွားတယ်ZRC ရုံးပေါ့နော်ရန်နေလဲကျွန်တော် ZRC ရုံးမှာရှိတဲ့ဆရာတွေကိုကျွန်တော်ကျေးဇူးတင်ချင်တယ်ပေါ့နော်မရှိပေမဲ့အကုန်လုံး live ကြည့်မယ်လို့ထင်တယ်ဆိုတော့ကျွန်တော်ကျေးဇူးတင်ချင်တယ်ပေါ့နော်အဲ့ကနေမကင်ဖြစ်ပြီမဲ့စောင့်တယ်နောက်ဆုံးဘယ်လောက်စောင့်လဲဆိုသူများ6လနေပြန်ခေါ်လိုက်မယ်တစ်နှစ်နေပြန်ခေါ်လိုက်မယ်တချို့တွေကတော့အားပေးတဲ့ပုံစံမှန်ပေမဲ့အားပေးတဲ့စကားမားတယ်လို့ပြောရမှာပေါ့အဲ့လိုဟာတရားတဲ့တခါခေါ်လို့မကင်တော့ဆိုအနည်းဆုံး6နှစ်တဲ့သွားရောလေ6နှစ်စောင့်ရမယ်ဆိုတော့မလွယ်တော့ဘူးလေဆိုတော့ကျွန်တော်လည်းတတိယတိုင်းစုတောင်းပါတယ်တတိယရင်တော့စုတောင်းဖြစ်တယ်တတိယရင်တော့ UN တော့စုတောင်းတယ်ဆိုပေမဲ့ဘယ်လိုပြောမလဲစောင်းရင်းနဲ့ပေါ့စောင်းရင်းနဲ့ဒီ2025မေလပိုင်းမှာကျွန်တော်အလုပ်သွားတယ်အလုပ်ထဲဝင်တယ်အလုပ်ကနည်းနည်းပါတယ်ပေါ့အဲ့ချိန်ကျွန်တော်တို့ကားပြင်တာဆိုတော့အလုပ်ကနည်းနည်းပါတဲ့အချိန်ထိုင်ခုံပေါ်မှာအေးဆေးလေးမြည်ပြီးတော့ဖုန်းလေးကောက်ကင်လိုက်တယ်အဲ့ဒါအလုပ်ပါတယ်ဆိုပြီးတော့ကျွန်တော်လည်းဂိမ်းကအပြင်းပြေဆော့တာဆိုတော့ဂိမ်းထဲကောက်ဝင်လိုက်တယ်ကောက်ဝင်လိုက်တဲ့အခါကျတော့အဲ့ဒါဖုန်းကလာတာဂိမ်းသမားတွေသိပါတယ်ဂိမ်းဆော့နေတဲ့အချိန်ဖုန်းလာလို့ရှိရင်တကယ်ကိုဒေါကန်တယ်ပေါ့နော်ကျွန်တော်လည်းဘာလဲကွာဒါဘယ်ကောင်လဲပေါ့အဲ့ဒါကောက်ကင်လိုက်တဲ့အခါကျတော့သူတို့ကပြောတယ်ကျွန်တော်နာမည်ကိုပြောတယ်ပေါ့နော်ပြီးလည်းပြောဟုတ်တယ်လို့အဲ့နဲ့ဒါဘယ်ရလဲလို့ပြောလိုက်တာအဲ့နဲ့မကြားခင်တော့ဖုန်းချတော့မလို့ပဲဘယ်ရလဲဆို UN office ကတဲ့အဲ့ဒါလည်းမကြားသေးဘူးဖုန်းချတော့မလို့အဲ့နဲ့နောက်တစ်ခါပြန်ပြီးတယ်ဘယ်ရဆိုတော့သူက UN office ကပါဆိုတော့ကျွန်တော်လည်းဝမ်းတာတယ်ဝမ်းတာတယ်အဲ့စင်တီပဲရှိသေးတယ်နော်ဝမ်းတာတဲ့စင်တီပဲရှိတယ်ဒါပေမဲ့သူတို့ကရချင်းပေးတယ်ရချင်းပေးတော့ဒီ8လပိုင်းပေါ့8လပိုင်း18ရက်နေ့လာခဲ့ပါဆိုရချင်းပြီးတော့โอเคဒါပေမဲ့နည်းနည်းတန်တရားဝင်တာကို့မှာ UN ဖုန်းနံပါတ်ဆိုရင်6လုံးလောက်ရှိတယ်တစ်လုံးနဲ့မှမတူဘူးဆိုတော့ဝမ်းတာတဲ့ဒါပေမဲ့တန်တရားရှိတယ်ဆိုတာကို့မှာရှိတဲ့ UN ရဲ့ဖုန်းနံပါတ်နဲ့မတူတော့လေနည်းတန်တရားရှိတယ်ဒါပေမဲ့နောက်ဆရာပြောင်ကိုမေးကြည့်တဲ့ခါကျတော့ဆရာပြောင်ကဟုတ်တယ်တဲ့ဒါ UN တွေရတယ်သူတို့ကဗာလဲအလုပ်ဖုန်းဆိုပြီးတတ်သုံးတဲ့ဟာ UN တွေတဲ့အဲ့ဒါကျွန်တော်လည်းဝမ်းတာတဲ့တန်တရားရှိတယ်တန်တရားပျောက်သွားပြီဝမ်းတာသွားပြီပြန်ဝမ်းတာသွားပြီအဲ့ဒါရောက်လာတယ်8လပိုင်းရောက်လာတယ်ကျွန်တော် UN ရုံးသွားတယ် UN ရုံးရှိရောက်တော့လဲဘယ်လိုပြောမလဲသူတို့ကကျွန်တော် appointment message မပေးဘူးလေမပေးတော့အဲ့ရုံးကလူတွေကိုကျွန်တော်ဘယ်လိုပြောရမလဲဆိုတာပေါ့နော်ကျွန်တော်လည်းမသွားခင်မှာစဉ်းစားတယ်ဒါပေမဲ့ကျေးဇူးတော်အကြောင်းပေါ့နော်အဲ့မသွားခင်မနေ့မှာUN တွေကနောက်တစ်ခေါက်ပြန်ခေါ်တယ်ဒီနေ့မနေ့မင်းလာခဲ့ပါ UN appointment ရှိတယ်ဆိုတော့မင်းလာဖြစ်အောင်လာခဲ့နော်ဆိုတော့ကျွန်တော်လည်း gate တွေကိုဘယ်လိုပြောမလဲ security တွေကိုဘယ်လိုပြောမလဲဆိုတော့သူကပြောတယ်ဖုန်းခေါ်ထားတယ် check ပေးပါဆိုပြီးဝင်လာလိုက်ဆိုတော့အဲ့တခုနဲ့ပဲကျွန်တော်ဝင်သွားတယ်အဲ့ဒါကျွန်တော်ဒီလိုနဲ့ပေါ့နော်ကြော်ပြောလိုက်မယ်ဆိုရင် UN က UN ရုံးထဲဝင်ပြီ UN ကရဖို့စောင့်နောက်ဆုံးတော့ကျွန်တော်လုံးဝဒီဘယ်လိုပြောမလဲ UN number ပေါ့နော်စောင့်ပြီး UN ကနောက်ဆုံးမှ UN ကရမယ့်အခြေအနေမှာဘယ်လိုပြောမလဲဆိုတော့
ကိုမလုံးမလဲဖြစ်တာတခုပေါ့နော်ဘာလဲဆို interview တွေလည်းပြီးသွားပြီသူများတော့ interview 10 minute လောက်နေပြီးတယ်ကျွန်တော်ကြောတနားရီလောက်ကြာသွားတယ်ပေါ့နော် CDM နဲ့ဆိုတော့နည်းကြာသွားတယ်အဲ့ဒါ interview တွေလည်းကုန်ပြီးပြီးအဲ့အောက်မှာသွားဆောက်နေလိုက်တယ်သူတို့မေးကိုဘာလဲနံပါတ်ကိုကြည့်ပြီးမင်းတို့ကပ်ပေးလိုက်မယ်တဲ့ကျွန်တော်သွားဆောက်တယ်အဲ့နဲ့ကျွန်တော်နဲ့အတူဝင်သွားတာဒီချင်း3ယောက်ဆိုတော့3ယောက်ကြားထဲမှာပထမဦးဆုံးကျွန်တော်နဲ့အတူဝင်သွားတဲ့3ယောက်ထဲမှာတစ်ယောက်က UN ဘယ်လိုပြောမလဲကတ်မဟုတ်ဘဲနဲ့စာရွက်ရတယ်ပေါ့စာရွက်ရတော့ကျွန်တော်လည်းအဲ့ကနေစပြီးတော့လုံးဝရင်လေးခုံတာကတ်ရမလားစာရွက်လားမလိုချင်တာတော့ကတ်ပေါ့ဘာလို့ဆို300စီးရလွယ်တာဟုတ်စာရွက်နဲ့ဆိုတေချာတယ်ပျောက်မှာဆိုတော့လေကတ်လိုချင်တယ်ဟောအဲ့တုန်းကလည်းဆူတောင်းမှုတတိယသွားပါတယ်စုခဏတောင်းတယ်လေစိတ်ထဲမှာပဲတောင်းတာခဏတောင်းတယ်ဆိုတော့ရင်ခုန်တာပုံများတော့ဘာမှတတိမထားဘူးပေါ့စာရွက်ရမလားကတ်ရမလားဒါမဲ့ဘယ်လိုပြောမလဲစိတ်ထဲမှာတော့ကိုတော့ကတ်ပဲပေးပါစာရွက်ဆိုခဏလေးနဲ့ပျောက်မှာဘာမှသုံးမဘူးဆိုတဲ့သဘောဖြစ်သွားတာလေဆိုတော့ကျွန်တော်ကပ်ပဲလိုချင်တယ်ဆူတောင်းတယ်နောက်ဆုံးတော့ကျွန်တော်ဆူတောင်းတန်ကိုနားညောင်းတယ်ပဲပြောရမှာပေါ့နော်နားညောင်းတော့လေကျွန်တော်ဒီ16ရက်နေ့မှာကျွန်တော်ကတ်ရတယ်အဲ့ဒါကိုကျွန်တော်ကျေးဇူးတော်ချီးမွမ်းခြင်းတယ်ပြီးတော့နောက်တစ်ခုကပေါ့နော်တစ်ဆက်ထားတယ်နဲ့ကျွန်တော်ဘယ်လိုပြောမလဲအခုန UN အကြောင်းပြောမယ်ဆိုရင်သူများတွေပြောတာပေါ့နော်ဟာတာအနေနဲ့ဟာတာအမြင်နဲ့ကြည့်ပေးပါလို့ပြောမှာသူများတွေပြောမိ UN ကတ်ရတာပြောလာတဲ့ငါကောင်မလေးငါ့ကိုအဖြေပေးတော့ထက်တောင်ပူပြောသေးတယ်အဲ့လိုအပျော်တော့ပျော်တယ်လေအဲ့ထက်ပူပျော်တယ်ပြောရှင်းတာပေါ့နော်ပျော်တယ်လို့ပြောရှင်းတာပါဆိုတော့ကျွန်တော်အိမ်ပြန်ရောက်တဲ့ခါကျတော့တငယ်ချင်းတွေကပြောတယ်မင်း UN ကတ်ရပြီဆိုတော့ဘာထူးခြားလဲတဲ့ထူးခြားတာပေါ့လို့ပါလဲစရာစီကတ်30မလို့တော့ဘူးပေါ့အဲ့လိုပြောချင်တာကျွန်တော်UN ကတ်ရပြီးနောက်ပိုင်းမှာပေါ့နော်ဘယ်လိုဘာအတွေးဝင်လာလဲဆိုကျွန်တော်ရင်တော့ home sale မှာsang ဆရာsangပြီးလို့ခေါ်မလားတော်တော်လေးသိပါတယ်ကျွန်တော် home sale မှာဘယ်လိုမျိုးတက်တည်ခံလဲဆိုတော့ကျွန်တော်ကလို့ UN ကတ်ကိုစောင့်တယ်လို့ဒါပေမဲ့ UN ရရင်တခါလေးတန်းသွားမှာလို့ဘယ်လိုလဲတတိယနိုင်ငံပေါ့နော် UN ရရင်တန်းသွားမှာတတိယနိုင်ငံဘယ်လိုလဲဆို US ပေါ့ရီမန်းချက်ကတော့ US ဒါပေမဲ့အခုချိန်မှာပိတ်ထားတယ်အဲ့လိုမျိုးကျွန်တော်က UN ကတ်ရတာနဲ့ကျွန်တော် US တန်းသွားမှာအဲ့လိုဒါပေမဲ့ဖခင်ကတော့သူ့ရဲ့အလိုတော့ဘယ်လိုလဲဆိုတာတော့မသိသေးဘူးဒါပေမဲ့အဲ့ဒီအတွက်လဲဆက်လက်ပြီးတော့ကျွန်တော်တို့ဆူတောင်းပေးကြပါလို့မြတ်တာရက်ခံခြင်းတယ်ပြီးတော့နောက်တစ်ခုတက်တည်ထက်ခံခြင်းတာအရင်တစ်ခါပေါ့နော်အရင်ပတ် holiday မရောက်ခင်လေးမှာကျွန်တော်စနေနေ့ဟုတ်တယ်စနေနေ့မှာကျွန်တော်အပြင်ခဏသွားတယ်တချင်းတိုက်ဖျားเจ้าမှာတချင်းတိုက်မယ်ဆိုရင်ကျွန်တော်လာမယ်ဆိုပြီးတော့အဲ့ကနေပြန်လာရင်လာမယ်ပေါ့ဆိုပြီးတော့စိတ်ကူးထားတာအဲ့နဲ့အပြင်ပြန်သွားတယ်ပြန်ရောက်တဲ့အခါကျတော့ကိုယ်တွေပူပြီးတော့ဘယ်လိုပြောမလဲလူကနှုံးသွားတာနှုံးပြီးတော့ဘာမှလုပ်လို့မရဘူးအမှဖျားတာစဖြစ်အမှစနေနေ့ကနေစပြီးတော့ဖျားတယ်တနင်္ဂနွေနေ့ညအထိပဲတနင်္ဂနွေနေ့ညတနင်္လာနေ့နေ့ခင်းထိလောက်ဖြစ်မယ်ထင်တယ်တနင်္ဂနွေနေ့ညတနင်္လာနေ့ဒီကောင်ကျွန်တော်အဲ့ရပေါ်မှာပဲလဲတယ်သူများကပြောတယ်မင်းစီးခမ်းမသွားဘူးလားတဲ့ပတ်စံမှမရှိတာလို့စီးခမ်းသွားရအောင်ပတ်စံမှမရှိတာဆိုဆိုရင်ပါစီးတော့ပေါ့ကျွန်တော်ကလည်းကျွန်တော်အမေကအမွေပေးထားတာပါလာပါတာပဲတောက်ပြီးတော့ဘယ်လိုပြောမလဲအဲ့တော့လည်းကျွန်တော်တနင်္ဂနွေနေ့ဆိုတော့ဖျားเจ้าမသွားတော့စိတ်ထဲမှာတော့တမျိုးဒီနေ့တနင်္ဂနွေနေ့ off day တော့ off day ပဲဒါပေမဲ့တနင်္ဂနွေနေ့ဖျားเจ้าမသွားတော့စိတ်ထဲမှာတော့တမျိုးကြီးပဲပေါ့ဒါပေမဲ့ဘယ်လိုဖြစ်နေမကောင်းတာတော့ဖျားလဲခွင်းလို့မှာပါဆိုပြီးတော့ဆက်အိတ်နေလိုက်တာမနဲ့လဲမထားတော့ဆိုတော့ဆေးတောက်တယ်ကျွန်တော်ထင်တာပေါ့ကျွန်တော်ကတော်တုံတောင်နဲ့နေမကောင်းဖြစ်ခဲ့တယ်နေမကောင်းဖြစ်ပြီဆိုရင်လည်းတပတ်9ရက်ဆိုတော့ကျွန်တော်လည်းကြောက်တာပေါ့စိုးရိမ်တာပေါ့အဲ့လိုဇက်တိုက်နေမကောင်းဖြစ်လို့ရှိရင်အလုပ်လဲထိခိုက်မယ်ဆိုတော့တော့လည်းဘယ်လိုပြောမလဲဆေးလဲတောက်ရင်စုလဲတောင်းရင်ပေါ့ဆေးလဲတောက်ရင်စုလဲတောင်းရင်ဆိုတော့တနင်္ဂနွေနေ့ညအိတ်သွားတယ်တနင်္လာနေ့မနေ့ကျတော့ holiday ဆိုကျွန်တော်တို့ off တယ်ဆိုပြီးတော့ကျွန်တော်ဘယ်လိုပြောမလဲအစီမထမယ်အဲ့ဒီတနင်္လာနေ့မနေ့ကျမှအစောကြီးနိုးပြီးတော့နည်းနည်းလန်းလာတာအဆင်ပြေပါလေဆိုပြီးအဲ့နဲ့အပြင်ထွက်မယ်ဆိုပြီးအပြင်ထွက်တယ်တနင်္လာနေ့အပြင်ထွက်တယ်အဲ့ဒီလို့ရှင်ပို့ဆိုးမယ်ဆိုပြီးတော့အပြင်ထွက်တယ်အဲ့ဒီဆေးလဲထက်တောက်တယ်နောက်ဆုံးတော့ဖေကကျမချင်းပေးတယ်ပေါ့နော်ကျမချင်းပေးတယ်အဲ့ဒါကိုကျွန်တော်တက်တည်ခံချင်တာဖြစ်ပါတယ်ရောက်စီတိုင်းပေါ်ဖျားရှင်ကောင်းချီးပေးပါစေဖျက်ခင်ကောင်းမြတ်ခြင်းဂုဏ်တော်တခြင်းအားဖြင့်ဂုဏ်တော်တခြင်းအားပဲနဲ့ဘုဂုဏ်တော်တခြင်းအား
ဖြစ်ဘဲနဲ့မဟုတ်ဘဲနဲ့ဘယ်လိုလဲမသိဘူးရှုပ်ကုန်ပြီဘာလို့လဲဆိုတော့လပူကပျော်လိုက်မပျော်လိုက်ဆိုတော့ကျွန်တော်လဲနော်ယန်ဂျေဇုတင်တယ်ဖျားသခင်ကောင်းချီးပေးပါစေဆိုတော့သူကပြောတယ်ပေါ့နော်ယူအန်ရရင်ချစ်ချင်းတွားမယ်တဲ့ဆိုတော့တတိယနိုင်ငံဆိုတော့ပိတ်ထားတယ်တဲ့ဒါပေမဲ့ခွင့်ရရှိတယ်လို့မြန်မြန်လေးဟိုဖက်ကနေဆက်သွယ်များရှိရင်ပေါ့နော်ပါဆယ်ဖြစ်ဘယ်လိုဖြစ်ပေါ့နော်အမြန်ဆုံးစီစဉ်ပေးပါလို့လဲနော်ဒါရှိတယ်โอเคခုချိန်မှာကျွန်တော်ဖျားသခင်ရဲ့နှုတ်ကပတ်တော်နားထောင်ရမယ့်ချိန်ဖြစ်တယ်အာမင်ရင်ခုန်ပါသလားကျွန်တော်ဆိုရမ်းရင်ခုန်တယ်ဘာလို့လဲဆိုတော့လေဒီကနေ့တရားဟောမဲ့ဆရာမဖျားဘိတ်သိပ်ပေးထားတာဆိုတော့ရမ်းကျွန်တော်သိတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမလေးရှားကိုရောက်ချင်းမလေးရှားရောက်ချင်းတွေစရမ်းဆက်တယ်နော်ဒီဖျားကြောင့်ရင်ဆုံးပထမအဆုံးဝပြုတ်ကိုယ်ကွယ်လာတဲ့ခါမှာဆရာမပြောတယ်ပေါ့နော်သူရဲ့ဗလဲသူက Bible study လား test Bible study ဦးဆောင်လာတဲ့တော့ဆိုတော့ဆရာမကပြောလဲဆိုတော့ဘုရားသခင်ကိုကိုယ်ကွယ်ဖို့လာတဲ့ခါမှာပေါ့နော်ဇခရယာလိုပဲပေါ့နော်ဇခရယာလိုမျိုးပဲလူတွေကိုကြော်ပြီးမှပေါ့နော်လူတွေရှေ့ကိုပြေးပြီးမှပေါ့နော်ဘုရားသခင်ကိုတွေးဖို့ရန်အတွက်ဖျားเจ้าကိုလာကြပါလာတာချင်းတူပေါ့နော်ဇက်ခဲကဲတော့ပေါ့နော်ဇက်ခဲကဲတော့လူတွေကြောပြီးမှဖျားเจ้าကိုလာကြပါဆိုတဲ့စကားလုံးကကျွန်တော်ရန်ကိုအဲ့ဒီကနေတူးချတာဖြစ်တယ်ဆိုတော့ဆီယာမပေါ့နော်ဆီယာမကအတင်းတော်မှာရန်ရေးကြီးတဲ့ကဏ္ဍတွေထဲကတစ်ခုဖြစ်တဲ့လူငယ်မဟုတ်ဘဲနဲ့အတင်းတော်မှာရန်ရေးကြီးတဲ့ဗာလဲကလေးရှိမယ်လူငယ်ရှိမယ်လူကြီးရှိမယ်ဒီမှာရန်ကြီးကြီးတဲ့ကလေးဗာလဲ science school ပေါ့နော်တနင်္ဂနွေနေ့ဆိုရင်လေစားနေနေ့ဆိုရင်မိခင်တွေကလည်းသူ့ကလေးတွေမတိတ်ပြီးမှမထိန်ချင်ကြဘူးသူတို့ကအရှိမစိတ်တဲ့မယ်ပဲပေါ့နော်ဆိုတော့အဲ့ဓာတွေကိုထိန်ပေးတဲ့ဆရာမပေါ့နော်အရန်ကိုဗာလဲအရန်ရေးကြီးတဲ့ကဏ္ဍမှာပါဝင်တယ်အမဦးဆောင်တဲ့ director လည်းဖြစ်တယ်ပြီးမှအဲ့ဒါပဲမဟုတ်ဘူးသူကအိမ်ရှင်မကောင်းတဲ့တူဖြစ်တယ်အိမ်ရှင်မကောင်းတူလည်းဖြစ်တယ်ပြီးတော့ဆရာထန်သားရဲ့မင်းသမီးလည်းဖြစ်တယ်အဲ့ဒါဘယ်သူလဲဆိုတော့ဆရာမကြီးတို့ဖြစ်ပါတယ်အားလုံးလက်ခုပ်တီးလက်အသုံးပြမဲ့တန်ရှင်းတော်ဝင်တော့ဆရာမကြီးတို့ကိုတော့ကျွန်တော်ကြိုဆိုကြရအောင်အာမင်အာမင်မိုက်ကိုတခါတည်းပိတ်သွားတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဒီကနေ့ဖျက်ရှင်ရဲ့လမ်းဖွင့်ပေးမှုကြောင့်ဖျက်ရှင်နှုတ်ကပတ်တော်ကိုပြန်လည်ဝင်ငှရတော့ခွင့်ပြင်ဆင်ပေးတဲ့ဖျက်ခင်ကိုအထူးပဲကျေးဇူးတင်တယ်ဒီမှာရောက်ရှိလာကြတဲ့အရောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ထို့တစ်ဖြစ်ပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင်ကျမတို့သိမမြင်ဘူးတဲ့တငယ်ချင်းတွေညီမလေးတွေမောင်လေးတွေကိုဒီမှာပြန်လဲပြီးတော့စုံတွေ့ရတော့ခွင့်ပေးတဲ့အတွက်ကြောင့်လာရောက်တဲ့ညီမတွေမောင်လေးတွေရောက်စီတိုင်းဖျက်ရှင်ကောင်းချီးပေးပါစေဒီကနေ့အလားနဲ့ပြန်မတူပဲနဲ့ပေါ့နော်ဖျက်ခင်ကအသစ်ဖန်သူ့ရဲ့စကားပြောခြင်းတွေခန်းစားရဖို့ရန်အတွက်ဖျက်ရှင်ကောင်းချီးပေးပါစေတရားဒေသနာမဝင်ခင်မှာပေါ့နော်ကျမတို့မြန်မာစီစဉ်ဖြစ်တဲ့အခါမှာမြတ်တော်အဖြစ်ကျမ်းစာမရှိကြဘူးဟုတ်တယ်နော်ဆိုတော့ဆရာလင်ဘွိုးကင်ထားတဲ့ကျန်းစာအုပ်ပေါ့နော်အဲ့လိုကျန်းစာအုပ်ကိုကျမတို့အတင်းတော်မှာကျမတို့တင်းတော်ကနေယူလို့ရတာဖြစ်တယ်လူချင်တဲ့သူများပေါ့နော်ကျမတို့မြန်မာစီစဉ်ကိုပါဝင်မယ်ဆိုလို့ရှိရင်ကျန်းစာကမရှိမဖြစ်ယူဖို့ရလိုအပ်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီကျန်းစာအုပ်ကိုမိတ်ဆွေအနေနဲ့လူချင်တယ်လိုအပ်တယ်ဆိုလို့ရှိရင်ဆရာမကင်ပီတော်လကောင်းဆရာမအများထံမှာပေါ့နော်ယူလို့ရပါတယ်လို့အခမဲ့ဖြစ်တာဖြစ်တယ်ဒါပေမဲ့တန်စာခပေါ့နော်တအုပ်ကို15ချက်နဲ့မိတ်ဆွေယူလို့ရတာဖြစ်ပါတယ်လို့ကျွန်မကြုံရချင်ပါတယ်အားလုံးပေါ့နော်ကျမတို့အားလုံးယူတယ်ဆိုလို့ရှိရင်တော့တခါတည်းကုန်သွားမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မရှိသေးတဲ့သူများမြင်ယူရအောင်လို့ကျမတိုက်တွန်းချင်ပါတယ်โอเค
ဒီနေ့ကျန်းစာပါတဲ့သူဘယ်နှယောက်လောက်ရှိမလဲမသိဘူးပေါ့နော်ကျမအချိန်ဘယ်လောက်ရမလဲဒီနေ့စိတ်တလောက်ရတယ်နော်စစ်တနာထိုးတဲ့အခါမှာပေါ့နော်အားလုံးကကျမပဲအာယုံစိုက်ကြပါလို့ပေါ့နော်စစ်တနာထိုးရင်လည်းအာယုံစိုက်ကြပါပေါ့နော်ကျန်းစာပါတယ်ဆိုလို့ရှိရင်52ခုမြောက်သောဇာလံအပိုင်ငယ်9ကျမတို့တူတကွဖတ်ရအောင်ဒီနေ့ကျမ52ခုမြောက်သောဇာလံအပိုင်ငယ်1ကနေ9ကိုကားပြီးတော့ကျမဒီကနေ့ဒီနာဝင်ကချင်ပါတယ်ကျမတို့တူတကွခွန်အားယူရအောင်ပေါ့နော်52ခုမြောက်သောဇာလံအပိုင်ငယ်9အားလုံးကျန်းစာဘယ်နှယောက်ပါလဲလိုက်ဆိုမလားဒါမှမဟုတ်တူဖတ်မလားပုံကနေလည်းကြည့်လို့ရတယ်နော်โอเคတူဖတ်ရအောင်အဲ့ဒါဆိုရင်အိုငါဝိငင်တင်ဒီအဘဲကြောင့်ညိုးငယ်တနေ့ငါအထဲမှာအဘဲကြောင့်မငယ်မဝတ်ရှိတနေ့ဖျားသခင်ကိုမျော်လင့်လျက်နေလော့ငါကိုကယ်တင်တော်မူသောရှင်ငါကိုခွေသောဖျားသခင်၏ဂျေဇုတော်ကိုငါချီးမွမ်းထောမနာပြုရလေအံ့တည်းနောက်တစ်ခေါက်ပြင်ဆိုရအောင်အိုငါဝိငင်ဒီအဘဲကြောင့်ညိုးငယ်တနေ့ငါဒီမန်ထောမနာပြုရလေအံ့တည်းအာမင်ဒီကျမ်းပိုက်ကကျမတို့ကြည့်တဲ့အခါမှာဒီကျမ်းပိုက်ကိုကျမတို့ကြည့်တဲ့အခါမှာပေါ့နော်အခုဖတ်သွားတဲ့အငယ်9နဲ့7ကအတူတူပဲဖြစ်တာဖြစ်တယ်။ဘာဖြစ်လို့နှစ်ခေါက်ပေါ့နော်ဒီကြည့်မယ်ဆိုလို့ရှိရင်အခန်း52ခုမြောက်သောဇာလံ1ကနေ7ထိရှိတယ်။အဲ့ဒီ7ထိရှိတဲ့အဲမှာ9နဲ့7ကပေါ့နော်တကယ်ပဲတူညီတာဖြစ်တယ်အဲ့လိုမျိုးနှစ်ခေါက်သုံးခေါက်လောက်ရေးထားတဲ့ကျမ်းပိုက်တွေကပေါ့နော်တကယ်ပဲကျမတို့အတွက်အရေးကြီးတဲ့ကျမ်းပိုက်ဖြစ်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ပေါ့နော်ကျမတို့တကယ်ပဲစင်ချင်နှလုံးသွင်းရအောင်တကယ်လို့အရေးမကြီးဘူးဆိုလို့ရှိရင်ပေါ့နော်နှစ်ခေါက်သုံးခေါက်တော့ရေးစရာမလိုဘူးပေါ့နော်ဒါပေမဲ့တကယ်ပဲအရေးကြီးတဲ့အတွက်ကြောင့်နှစ်ခေါက်သုံးခေါက်ရေးထားတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီຢာကိုပေါ့နော်ကျမတို့လေ့လာရအောင်ဒီကျမ်းပိုက်ဟာဆိုလို့ရှိရင်အချင်းချုပ်ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ကျမတို့စိတ်ပြက်အားငယ်တဲ့အခါမှာကျမတို့တက်တာကိုပေါ့နော်အားပြည့်စေတဲ့ကျမ်းပိုက်ဖြစ်တာဖြစ်တယ်။ဘာနဲ့စလဲဆိုလို့ရှိရင်ကျမတို့ခုနဖတ်သွားတဲ့ကျမ်းပိုက်ထဲမှာပေါ့နော်။အိုးငါဝိငင်တင်တယ်ပေါ့နော်အဘဲကြောင့်ညိုးငယ်တနည်းငါဝိငင်သူ့အထဲမှာရှိတဲ့ဝိငင်ပေါ့နော်။ကိုယ့်အထဲမှာရှိတဲ့ဝိငင်တခါတလေကျရင်ကျမတို့ကိုယ့်အထဲမှာရှိလဲနဲ့ကျမတို့တခါတလေကျရင်ကိုနားမလည်နိုင်တဲ့အချိန်တွေရှိတာဖြစ်တယ်။အော်ဘာဖြစ်လို့လဲငါဝိငင်ငါဘာလို့အားငဲနေတာလဲဒီထဲမှာဆိုလို့ရှိရင်တင်းဒီအဘဲကြောင့်ညိုးငယ်တနည်းအဘဲကြောင့်မငယ်မဝတ်ရှိတနည်းပေါ့နော်သူ့ကိုယ်သူမေးခွန်းထုတ်တယ်သူ့ထဲမှာရှိတဲ့ဝိငင်သူကိုယ်တိုင်နားမလည်ဘူးအဲ့ဒီတော့ကြောင့်သူဘာပြောလဲဆိုလို့ရှိရင်သူမေးခွန်းထုတ်တယ်အဲ့လိုမျိုးပဲကျမတို့အသက်တာထဲမှာလဲပေါ့နော်ကျမတို့ကိုနားမလဲတဲ့အရာတွေရှိတာဖြစ်တယ်အာမင်အဲ့ဒီခါမှာကျမတို့ဘာဖြစ်လဲမေးခွန်းထုတ်တယ်ဘာဖြစ်လို့လဲငါဝိငင်ဘာဖြစ်လို့ညိုးငယ်တာလဲဘာဖြစ်လို့ဝမ်းနေတာလဲဘာဖြစ်လို့မငယ်မဝဲဖြစ်နေတယ်လဲပေါ့နော်စာလန်ဆရာကလည်းသူ့ကိုယ်သူနားမလဲဘူးပေါ့နော်ဒီကျမ်းပိုက်ကိုကျမတို့ဖတ်ခြင်းအဖြစ်ကျမတို့ဘာကိုတွေ့ရလဲဆိုလို့ရှိရင်သူ့အသက်တာထဲမှာအခက်ခဲတချို့ကိုသူကကြုံတွေ့ရတာဖြစ်တယ်လူတိုင်းမှာပေါ့နော်ကျမတို့အခက်ခဲဆိုတာရှိတာဖြစ်တယ်ကျမဖြစ်ပဲပြောမယ်နော်ဒီနေ့လူတိုင်းမှာကျမတို့အခက်ခဲကိုစီရှိတယ်တချို့ကငွေကြေးခက်ခဲရှိတဲ့သူတွေဖြစ်မယ်တချို့ကကြတော့လူမှုရေးပဲမှာပေါ့နော်စကားအဖြစ်မပြောတတ်တဲ့သူတွေဆိုလို့ရှိရင်ကျမတချို့လူတွေဆိုရင်ကျမသိတယ်ပေါ့နော်စကားမချိုဘူးစကားမချိုတဲ့အခါမှာလူတိုင်းနဲ့မတည့်ဘူးအဲ့လိုမျိုးလူတွေလည်းရှိတယ်အဲ့ဒါလည်းပြဿနာတစ်ခုပေါ့နော်အဲ့လိုမျိုးအခက်ခဲဆိုတာလူတိုင်းမှာကိုယ်စီရှိတာဖြစ်တယ်တချို့ကကျမရေးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တချို့ကကြတော့မိသားစုမှာပေါ့နော်စင်မပြေနိုင်ဘူးမိဘကြားတာသမီနဲ့မိဘကြားတော်၎င်းဇနီးမောင်နှံကြားတော်၎င်းပေါ့နော်ကျမတို့
အခက်ခဲကိုစီရှိတာဖြစ်တယ်တချို့လူတွေကြတော့ပညာရေးတချို့လူတွေကြတော့ဘာသာရေးဆိုတဲ့အခါမှာကျမတို့တချို့လူတွေကပေါ့နော်ဒီကဲတင်ချင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ကိုပေါ့နော်စိတ်မချနိုင်ဘူးငါကဲတင်ချင်းရတလားငါတကယ်ပဲလားဆိုပြီးတော့စိတ်မချနိုင်တဲ့သူတွေလည်းရှိတာဖြစ်တယ်အဲ့ဒီသူတွေသူတို့ရဲ့ခက်ခဲကဘာလဲဆိုလို့ရှိရင်သူရဲ့ခက်ခဲကစိတ်မချနိုင်တဲ့ခက်ခဲပေါ့နော်အဲ့လိုမျိုးပဲလူတိုင်းမှာကျမတို့ကအခက်ခဲကိုစီရှိတာဖြစ်တယ်ဒီဆာလန်ဆရာကလည်းသူ့မှာလည်းအခက်ခဲရှိတာဖြစ်တယ်သူအခက်ခဲကြောင့်သူကဘလို့ခံစားရလဲဆိုလို့ရှိရင်အိုးငါဝိငင်တင်းနေအဘဲကြောင့်ညိုးငယ်တနည်းအဘဲကြောင့်မငိမ်မဝတ်ရှိတနည်းဆိုပြီးတော့သူ့ကိုယ်သူပေါ့နော်သူကအားပြန်ပေးပြီးတော့သူ့ကိုယ်သူမေးခွန်းထုတ်နေတာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ဗာပြောထားလဲဆိုလို့ရှိရင်ဖျားသခင်ကိုမျော်လင့်လျက်နေလို့ပေါ့နော်ငါကိုကဲတင်တော့ရှင်ငါကိုခွေတော့ဖျားသခင်အေးကျေးဇူးတော်ကိုငါချီးမွမ်းထောမနာပြုရလေအန်တတိသူကိုသူကဘလို့ခွန်အားပေးလဲဆိုလို့ရှိရင်ဖျားသခင်ကိုမျော်လင့်လျက်နေလို့အာမင်ကျမတို့သက်တာထဲမှာလဲညိုးငယ်တဲ့ချိန်ရှိတာဖြစ်ညိုးငယ်တဲ့ချိန်ရှိတတ်တယ်ပေါ့နော်ကျမတို့သက်တာထဲမှာအမြဲတမ်းခွန်အားရှိမယ်အမြဲတမ်းခွန်အားပြည့်တယ်ဆိုတဲ့လူတွေမရှိဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်လောကဖြစ်တဲ့အခါမှာကျမတို့မှာခံစားချက်တွေရှိနေတာဖြစ်တယ်ခံစားချက်တွေမျိုးစုံကျမတို့ကခံစားရတာဖြစ်တယ်တခါတလေကျရင်စိတ်ချမ်းသာတယ်တခါတလေကျရင်စိတ်ဆင်းရဲတယ်တခါတလေကျရင်ခက်ခဲတယ်ကျမတို့အသက်တာကပေါ့နော်အနေမြင့်တက်ကြမတူညီဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့ရဲ့ဝိညာဉ်ကပေါ့နော်တခါကျရင်ငြိမ်ဝတ်ခြင်းမရှိတဲ့ချိန်မှာလည်းကျမတို့ခံစားရတာဖြစ်တယ်အဲ့ဒီအချိန်မှာပင်လင်ဒီဆာလန်ဆရာကပေါ့နော်သူကသူ့ကိုယ်သူခွန်အားပေးတာဖြစ်တယ်ဖျားသခင်ကိုမျော်လင့်လျက်နေလို့အာမင်ပြီးတဲ့အခါမှာငါကိုကယ်တင်တော်ရှင်ငါကိုးကွယ်တော်ဖျားခင်ကျေးဇူးတော်ကိုငါချီးမွမ်းထောမနာပြုရလေအန်တည်းခုနကချီးမွမ်းကိုးကွယ်ခြင်းထဲမှာကျမတို့တည်ဆူသွားတဲ့အတိုင်းပဲပေါ့နော်ခံစားချက်တွေမကောင်းဘူးအခြေအနေတွေမကောင်းရင်လည်းပဲကျမတို့ကချီးမွမ်းမယ်ဆိုတဲ့အတိုင်းပဲဆာလန်ဆရာကလည်းဗာပြောထားလဲဆိုလို့ရှိရင်ငါကိုးကွယ်တော်ဖျားခင်ကျေးဇူးတော်ကိုငါချီးမွမ်းထောမနာပြုမိလို့သူကပြောထားတာဖြစ်တယ်အာမင်ဒီဆာလန်ဆရာရဲ့အခက်ခဲပြဿနာဘယ်မှာတွေ့ရလဲဆိုလို့ရှိရင်အငယ်3မှာပေါ့နော်သူကအခက်ခဲသူ့ရဲ့အခက်ခဲကိုကျမတို့တွေ့ရတာဖြစ်တယ်ကျမတို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျမတို့လည်းအသက်တာထဲမှာပေါ့နော်ခက်ခဲကိုစီရှိတယ်ဒီဆာလန်ဆရာရဲ့အသက်တာထဲမှာလည်းသူဘာခံစားရလဲဆိုလို့ရှိရင်သူ့ကိုပေါ့နော်သူတပါတို့ကနဲ့စတဲ့အတွက်ကြောင့်ပေါ့နော်ဘာနဲ့စလဲဆိုလို့ရှိရင်ပဝင်းကျင်ရဲ့အတန်တွေကသူ့ကိုလွှမ်းမိုးတာဖြစ်တယ်အတန်တွေကသူ့ကိုလွှမ်းမိုးတယ်သူတပါတို့ကဆိုတဲ့အခါမှာပြီးတဲ့အခါမှာတေးဖျားခင်ဒီအဘယ်မှာရှိသနည်းတပါသူတွေရဲ့အတန်ကသူ့ကိုဘယ်လိုမျိုးမေးခွန်းထုတ်လဲဆိုလို့ရှိရင်တေးဖျားခင်ဒီဘယ်မှာရှိသနည်းဒီထဲမှာပေါ့နော်အတန်ဆိုတဲ့အခါမှာကျမအနေနဲ့ရှင်းပြချင်တယ်ကျမတို့အတန်နေ့တိုင်းကြားရတယ်ပေါ့နော်အတန်ကြားရတယ်ဒါပေမဲ့အတန်ကြားရတာချင်းမတူဘူးဖျားခင်ရဲ့အတန်ကိုကြားတယ်ဆိုလို့ရှိရင်ကျမတို့ဖျားခင်အတန်ကကျမတို့အတွက်ချိုမိန်တယ်ငြိမ်သက်ခြင်းပေးတယ်တခုခုကျမတို့တက်တာထဲမှာပြောင်းလဲခြင်းရှိတယ်ကောင်းတဲ့အရာတွေပြောင်းလဲနိုင်မှာဖြစ်တယ်ဒါပေမဲ့ဒီထဲမှာဆိုလို့ရှိရင်သူကြားရတဲ့အတန်ကဘယ်သူစီကအတန်လဲဆိုလို့ရှိရင်ဖျားခင်စီကအတန်မဟုတ်ဘဲနဲ့လူတွေစီကနေသူကအတန်ကြားရတာဖြစ်တယ်ပတ်ဝန်းကျင်ကနေအတန်ဖြစ်တဲ့အခါမှာအဲ့ဒီအတန်ကသူ့အတွက်နဝေမချိုဘူးနဝေမချိုတဲ့အခါမှာဘာကိုခံစားရလဲဆိုလို့ရှိရင်တေးဖျားခင်ဒီအဘယ်မှာရှိတဲ့နည်းဟုငါကိုအစဉ်ပြောဆိုကြသဖြင့်ငါမျက်ရည်ဒီနေညက်မပြတ်ငါစားစရာဖြစ်ရ၏တဲ့ဒီထဲမှာဆိုလို့ရှိရင်ပေါ့နော်သူ့တန်ကသူကြားရတဲ့အတန်ကဖျားခင်စီကမဟုတ်ဘဲနဲ့လူတွေစီကအတန်ဖြစ်တဲ့အခါမှာလူတွေစီကနေကြားရတဲ့အတန်ဖြစ်တဲ့အခါမှာအဲ့ဒီအတန်ကပေါ့နော်သူတက်တာထဲမှာကြာစင်းစေတာဖြစ်တယ်အဲ့ဒီအတန်ကဘာအတန်ဖြစ်မလဲဆိုလို့ရှိရင်တေးဖျားခင်ဘယ်မှာရှိသနည်းဆိုတဲ့အခါမှာပေါ့နော်မေခွန်းသူ့ကိုကဲရက်တဲ့အတန်ပေါ့နော်ကဲရက်တဲ့အတန်ဖြစ်တာဖြစ်တယ်တေးဖျားခင်ဘယ်မှာရှိသနည်းဆိုတဲ့အခါမှာသူကမျက်ရည်ကျတယ်ဆိုတဲ့အခါမှာပေါ့နော်မျက်ရည်ဆိုတာကကျမတို့ဝမ်းနေတဲ့အခါကျတယ်ဝမ်းသာတဲ့အခါကျတာဖြစ်တယ်
วันเอเรขาบ่บ่เนาะကျမတို့วันตาတဲ့ခါမှာလဲအလိုလိုနေနေပေါ့เนาะကျမတို့မျက်ရည်ကျတယ်အဲ့ဒါကတော့วันตาတာวันตาတဲ့မျက်ရည်วันตาတဲ့မျက်ရည်ကတော့ကျမတို့ကိုပျော်ရွှင်စေတယ်ဒါပေမဲ့วันနေတဲ့မျက်ရည်ကကြတော့ကျမတို့ကိုကြည်ခွဲစေတာဖြစ်တယ်ဒီထဲမှာဆိုလို့ရှိရင်အဲ့ဒီအတန်ကိုသူကကြားတဲ့အခါမှာဘာခံစားရလဲဆိုလို့ရှိရင်သူမျက်ရည်ကျတာဖြစ်တယ်မျက်ရည်ကျတယ်အဲ့ဒီမျက်ရည်တွေကပေါ့နော်နေညမပြက်ငါစားเสียဖြစ်ရအေးတဲ့အဲ့ဒီမျက်ရည်တွေကသူ့ကိုကြည်ခွဲစေတာဖြစ်တယ်မျက်ရည်ကျတယ်ဆိုတဲ့အခါမှာပေါ့နော်ပျော်ရွှင်ပါတယ်ဆိုပြီးတော့ပျော်ရွှင်တဲ့အခါမှာမျက်ရည်ကျတယ်လို့ပေါ့နော်ကျမတို့ဝမ်းနေတဲ့ခါမှာလည်းအဲ့ဒီမျက်ရည်ကကျတာဖြစ်တယ်ဒါပေမဲ့ဝမ်းနေတဲ့ခါကျတဲ့မျက်ရည်ကကျမတို့ကိုကြည်ခွဲစေတာဖြစ်တယ်နှလုံးထဲမှာပေါ့နော်ကျမတို့ကိုနာကျင်စေတယ်အဲ့လိုမျိုးနာကျင်တဲ့အခါမှာပေါ့နော်ကျမတို့ကမျောလင်းခြင်းမဲ့တာဖြစ်တယ်မျောလင်းစရာတွေပေါ့နော်ကျမတို့မရှိတော့ဘူးတကယ်ပဲဝမ်းနေတာဖြစ်တယ်ဒီထဲမှာဆိုလို့ရှိရင်သူကဗာဆက်ပြောလဲဆိုလို့ရှိရင်ထိုအချင်းရာကိုငါအောက်မေ့၍နေစဉ်တွင်ငါစိတ်နှလုံးဒီအငယ်လေးမှာပေါ့နော်ငါစိတ်နှလုံးဒီကြည်ကွဲလေးရှိတဲ့နေငယ်မပြတ်လူတွေကနေငယ်မပြတ်ဆိုတဲ့အခါမှာတခါတည်းမဟုတ်ဘူးနေငယ်မပြတ်လူတွေကမေးတယ်ခဏအစစ်မပြတ်နေရဖျားခင်ဘယ်မှာလဲနေဖျားခင်ကိုကိုးခွဲတယ်ဆိုတတ်တယ်လည်းမထူဘူးဘယ်မှာလဲဆိုပြီးတော့လူတွေကသူ့ကိုကဲ့ရဲ့တဲ့အနေနဲ့မေးတဲ့အတန်ဖြစ်တယ်ဘာဖြစ်လို့သူ့ကိုအဲ့လိုမျိုးကဲရတဲ့အတန်နေနဲ့သူ့ကိုမေးလဲဆိုလို့ရှိရင်ပေါ့နော်သူတက်တာထဲမှာအခက်အခဲတွေသူကြုံတွေ့တဲ့အခါမှာပေါ့နော်အဲ့လိုမျိုးမေးခွန်းတွေသူကမေးခံရတာဖြစ်တယ်ကျမတို့တက်တာထဲမှာလဲကျမတို့စုတောင်းရသားနဲ့ကျမတို့ငါကအသက်ရှင်တဲ့ဖျားကိုကိုးခွဲတာဖြစ်တယ်ငါဖျားကလုံနိုင်တယ်ငါဖျားကတတ်နိုင်တယ်ဆိုပြီးတော့ကျမတို့မယုံကြည်တဲ့သူတွေကြားမှာတော့လကောက်ယုံကြည်တဲ့သူတွေကြားမှာတော့လကောက်ကျမတို့တက်တဲ့ခံတဲ့အခါမှာပေါ့နော်ကျမတို့ဖျားခဲ့နှုတ်ပတ်တော်ကိုဝေငှတဲ့အခါမှာဖြစ်ကျမတို့တခါတလေကြိုင်အဲ့ဒီလူတွေစီကနေကျမတို့စုံစမ်းခြင်းကိုခံရတာဖြစ်တယ်စုံစမ်းခြင်းကိုခံရတဲ့အခါမှာသူတို့ကဘာပြောလဲဆိုလို့ရှိရင်ဟဲ့နင်ဒီလောက်စုတောင်းတာနင်အဖြေလည်းမရဘူးနင်ဖျားကဘယ်မှာလဲအဲ့လိုမျိုးမေးခွန်းနေလာတတ်တယ်ထိုနည်း၎င်းမဲ့ဒီဆာလန်ဆရာကလည်းသူ့တက်တာထဲမှာပေါ့နော်ဘာဖြစ်လို့သူကဒီလိုမေးခွန်းတွေခံစားရလဲဆိုလို့ရှိရင်သူ့တက်တာထဲမှာဖျားသခင်ရဲ့အလုံးလုံးချင်းတွေဖျားသခင်ရဲ့ကောင်းချီးပေးခြင်းတွေသူမခံစားရတော့တဲ့အချိန်ဒါမှမဟုတ်ဖျားသခင်ကသူ့ကိုကောင်းချီးမပေးတော့တဲ့အချိန်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးဖျားခင်ရဲ့အလုံးလုံးချင်းတွေသူ့တက်တာထဲမှာဘယ်လိုပြောမလဲဆိုလို့ရှိရင်မမြင်ရတော့တဲ့အခါမှာဖျားခင်ကတော့အလုံးလုံးတယ်ဒါပေမဲ့ကျမတို့ဖျားခင်ရဲ့အလုံးလုံးချင်းကိုမမြင်ရတော့တဲ့အချိန်ရှိတာဖြစ်တယ်ဖျားခင်ကအိုးခဏနေပါဦးသူ့ကိုငါစမ်းကြည့်အောင်မယ်သူဘယ်လောက်ယုံကြည်ခြင်းခံပြီလဲသူတက်တာထဲမှာငါကိုဘယ်လောက်ကိုးစားပြီလဲဆိုပြီးတော့ဖျားခင်ကကျမတို့တက်တာထဲမှာလဲပေါ့နော်ကျမတို့ယုံကြည်ခြင်းတွေဒါမှမဟုတ်ကျမတို့ဝိငယ် level မှာပေါ့နော်ဝိငယ် level ထဲမှာကျမတို့အစင်ဘယ်လောက်ရှိပြီလဲဆိုတဲ့အရာတွေကိုဖျားခင်ကတိုင်းတာတဲ့အခါမှာပေါ့နော်ကျမတို့ကိုအခက်ခဲတွေကြုံတွေ့စေတဲ့ဘယ်လိုပြောမလဲအခြေအနေတွေကျမတို့ခံစားရတဲ့အချိန်ရှိတာဖြစ်တယ်ဒီဆာလန်ဆရာကလည်းသူ့တက်တာထဲမှာအဲ့လိုမျိုးခံစားရမယ်လို့ကျမယုံကြည်တယ်ပေါ့နော်သူ့တက်တာထဲမှာဖျားရဲ့လက်ရာဖျားရဲ့သူပါရှိခြင်းတွေသူကမခံစားရတော့တဲ့အခါမှာသူ့ကိုလူတွေကပေါ့နော်သူတပါတော့ကဆိုတဲ့အခါမှာလူတွေကသူ့ရဲ့ဘေးမှာရှိတဲ့လူတွေကသူ့တငယ်ချင်းတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သူ့ရဲ့လှုပ်ဖို့ဆောင်ဖက်တွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်သူ့အိမ်ထောင်မိသားစုစီကနေလည်းသူကအတန်ကြားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သူတို့ကဘာပြောလဲဆိုလို့ရှိရင်နင့်ရဲ့ဖျားခင်ဘယ်မှာလဲနင်ပြောတဲ့အတိုင်းလည်းမလုပ်ဘူးအဲ့လိုမျိုးပေါ့နော်သူကိုမေးခွန်းထုတ်တဲ့အခါမှာသူကတကယ်ပဲခံစားရတာဖြစ်တယ်ဖျားခင်ကကျမတို့တက်တာထဲမှာလည်းအဲ့လိုမျိုးခံစားစေတဲ့အချိန်ရှိနိုင်တယ်ပေါ့နော်ကျမတို့ဆိုလို့ရှိရင်လည်းကျမတို့ရဲ့ယုံကြည်ခြင်းကျမတို့တကယ်လိုချင်တဲ့အရာကတော့ခုနလာပူပြောသလိုပဲပေါ့နော်ရွံကရပြရတဲ့ချက်ချင်းသွားမယ်တတိယနိုင်ငံသွားမယ်တနေ့တောင်မဆောက်ဘူး3လပြင်တစ်ခါခေါ်မယ်အဲ့လိုမျိုးပေါ့နော်ကျမတို့ကတကယ်ပဲယုံကြည်တဲ့အတိုင်းပဲကျမတို့ဆုတောင်းတယ်ဒါပေမဲ့ဖျားခင်ကကျမတို့ဆုတောင်းတဲ့အတိုင်းမပေးတဲ့အချိန်လည်းရှိတယ်ပေါ့နော်
အကောင်းဆုံးသူကကြံစီတဲ့အခါမှာဖျက်ခဲ့ကြံစီကိုလူတိုင်းကမသိနိုင်ဘူးတဲ့ပေါ့နော်အဲ့လိုပြောတဲ့အခါမှာကျမတို့လည်းမသိနိုင်ဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့ကလိုချင်တဲ့ຢာတွေစုတောင်းဖို့ရန်အတွက်တော့ကျမတို့ရဲ့တာဝန်ပေးဖို့ကတော့ဖျက်ခင်တာဝန်ပေါ့နော်အဲ့လိုမျိုးကျမတို့မစင်စားပဲနဲ့မချင်းချိန်ဘူးဆိုလို့ရှိရင်တော့တကယ်ပဲနာကျင်ရတယ်။အော်ဖျက်ခင်ကျမကယုံကြည်ရဲ့သားနဲ့ကျမကစုတောင်းရဲ့သားနဲ့ကိုတော့တကယ်မပေးဘူးနော်။ဇုံမီလို့ဆိုလို့ရှိရင်ကီအိုတက်ချေနော်ကျမတို့ဖျက်ခင်ကိုကျမတို့အရင်ပဲအပြစ်တင်ချင်တာဖြစ်တယ်။ဒီခါလေးကျန်ကျမတို့မျောလင့်တလို့ကျမတို့ကိုးစားတလို့ကျမတို့စုတောင်းတလို့မဖြစ်လာတဲ့အခါမှာလူတွေမပြောနဲ့ကျမတို့ကိုယ်တိုင်ကျမတို့ကစိတ်ဆင်းရဲတယ်အားငယ်တယ်ပေါ့နော်အဲ့လိုမျိုးခံစားရတာဖြစ်တယ်ဒီဆာလန်ဆီယာကလည်းသူကိုယ်တိုင်အဲ့လိုမျိုးခံစားရတဲ့အထဲမှာသူတပားတွေကသူ့ကိုဖြစ်တင်တယ်နင်းရဲ့ဖျားကဘယ်မှာလဲနင်းပြောတယ်လေနင်းစုတောင်းတယ်လေဆိုပြီးတော့သူ့ကိုပေါ့နော်သူ့ကိုမင်းခွန်းနေထုတ်တဲ့အခါမှာသူကတကယ်ပဲကြည်ကွယ်ရတယ်တဲ့ဒါပေမဲ့အရေးကြီးတဲ့အရာကဒီမှာပေါ့နော်အငယ်လေးမှာသူကဗာပြောလဲဆိုလို့ရှိရင်အเจ้าမူကငါဒီလူစုများနဲ့ပေါင်းဖော်လက်ရှင်လန်းခြင်းအတန်ထောမနာပြုခြင်းအတန်တို့ကိုပြိုင်ဆို၍ဓမ္မပွဲခံသောလူစုများနဲ့အတူဖျက်ခင်ရဲ့အိမ်တော်တို့ဖြင်းငင်းစွာတွာလာလေပြီတဲ့ဒီဟာကကျမတို့ဇုံမီမှာဆိုလို့ရှိရင်ကျမတို့ပို့ပြီးတော့ရှင်းလင်းတာဖြစ်တယ်ဇုံမီလို့လည်းကျမဖတ်ချင်တယ်အငယ်လေးမှာပေါ့နော်กะลุงซิมซุงกะสวะเขียปอยบอลมีหนขัดปอยบอลมีหนขัดกิปากอินอดนาและนวมนาลาโตเปเซียนอินะกะมะไก่นามีหนปีโตกะไปนากะพอเกียขี้โซมิลูสุโรเชนตุกะอายินนงกะဖျားခင်ကိုသူထောမနာတခြင်းဆိုတဲ့အရာတွေဖျားခင်ကိုချီးမွမ်းတဲ့အရာတွေဖျားခင်နဲ့အချိန်ယူတဲ့အရာတွေသူဖျားရှင်ပေးတဲ့ကောင်းချီးတွေကိုသူကဘာပြောလဲဆိုလို့ရှိရင်ပြန်ပြီးတော့စင်ကျင်အောင်မေ့တယ်ပြန်ပြီးတော့တတိရတယ်အဲ့ဒီຢာတွေကသူ့ကိုဘာဖြစ်စေလဲဆိုလို့ရှိရင်သူ့ကိုပြန်ပြီးတော့ခွန်အားဖြစ်စေတယ်တဲ့အာမင်ကျမတို့တက်တာแท้မှာလဲကြည်ကွဲခြင်းတွေဘောနော်အမျိုးမျိုးအခက်ခဲပြဿနာတွေကြုံတွေ့တဲ့အချိန်တွေကျမတို့ရင်ဆိုင်ရတဲ့အချိန်တွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ကျမတို့အဲ့ဒီအရာတွေနဲ့ကျမတို့ရက်တန်သွားဖို့ဖျက်ခင်ကအလိုတော်မရှိဘူးကျမတို့အဲ့လိုမျိုးခက်ခဲတွေကျမတို့ရင်ဆိုင်ရတဲ့အချိန်မှာပြင်ရင်ကျမတို့ကဘာကိုကျမတို့ကပြန်ပြီးတော့အောက်မေ့ဖို့ရန်ဖျက်ခင်အလိုတော်ရှိလဲဆိုလို့ရှိရင်ကျမတို့အရင်ကကျမတို့ဖျက်ရှင်ကောင်းကြီးပေးတဲ့အရာတွေပေါ့နော်ဖျက်ခင်နဲ့အချိန်ယူတဲ့အရာတွေကျမတို့ပြန်ပြီးတော့စင်ချအောင်မေ့ပြီးတော့အိုးဖျက်ခင်ကိုရောတမီးကိုရောကောင်းချီးပေးခဲ့တာပဲကိုရောသူပါရှိခဲ့တာပဲကိုရောတမီးကိုအသုံးပြုခဲ့တာပဲဆိုပြီးတော့ဖျက်ခင်ကောင်းမဲ့ခြင်းအကြောင်းကိုကျမတို့ပြန်ပြီးတော့စင်ချအောင်မေ့ဖို့ရန်ကျမတို့ဒီကနေ့ဒီဆာလန်ဆရာပြောထားတဲ့အတိုင်းပဲပေါ့နော်ကျမတို့ပြန်ပြီးတော့ခွန်အားယူရအောင်အာမင်ဘလောက်ပဲကျမတို့ရဲ့အခြေအနေတွေခက်ခဲပလေးစေဖျက်ခဲ့ဂျေဇုတော်ကိုကျမတို့ပြန်လည်ပြီးတော့ဆင်ခြင်အောင်မေ့ပြီးတော့အိုးကိုရောရဲ့ဂျေဇုတော်ပို့ပြီးတော့ကြီးမားပါလားကျမရဲ့ခက်ခဲတွေထက်အခုရင်ဆိုင်ရတဲ့ခက်ခဲတွေထက်ကိုရောရဲ့ပို့ဆောင်ခြင်းကိုရောရဲ့လက်ရာပေါ့နော်ကိုရောရဲ့မဆခြင်းကကျမအတွက်ပို့ပြီးတော့လုံခြုံပါလားပို့ပြီးတော့များပြားပါလားဆိုပြီးတော့ဖျက်ခဲ့ရဲ့ဂျေဇုတော်ကိုကျမတို့ပြန်ပြီးတော့ချီးမွမ်းဖို့ရန်ပြန်ပြီးတော့ဆင်ခြင်အောင်မေ့ဖို့ရန်ကျမတို့ပြန်ပြီးတော့ခွန်အားပေးဖို့ရန်ဒီကနေ့ကျမတိုက်တွန်းခြင်းတယ်အာမင်ဆာလန်ဆီယာကသူတက်တာထဲမှာအဲ့လိုမျိုးလူတွေရဲ့ကဲ့ရဲ့ခြင်းလူတွေရဲ့မေခွန်းထုတ်ခြင်းလူတွေရဲ့ဘယ်လိုပြောမလဲအထင်သေးခြင်းတွေခံစားရတဲ့အခါမှာသူတကယ်ပဲမကြေကွဲဘူးမဟုတ်ဘူးတကယ်ပဲကြေကွဲရတယ်ကြေကွဲတဲ့ထဲမှာမှသူကဖျားခုံပြန်ပြီးတော့စင်ချအောင်မေးလက်သူရဲ့ကောင်းချီးတွေကိုသူကပြန်လဲပြီးတော့စင်ချင်းပြန်လဲပြီးတော့ရေတွက်တဲ့အခါမှာပေါ့နော်သူခုခံစားရတဲ့အရာတွေကအိုးမပြောပါတော့ပါလားဆိုပြီးတော့သူကသူ့ကိုယ်သူပြန်လဲပြီးတော့ကောင်းကြီးပေးပြီးတော့ပြန်လဲပြီးတော့ခွန်အားပေးတဲ့အရာကိုကျမတို့ကတွေ့ရတာဖြစ်တယ်အာမင်ထိုနည်း၎င်းပဲကျမတို့တက်တာထဲမှာကျမတို့ခွန်အားပေးတတ်ဖို့ရပေါ့နော်ဖျက်ခင်ကအလိုတော်ရှိတာဖြစ်တယ်ကျမတို့ကတခါလေကျက်မျောလင့်တယ်အိုးဆူတောင်းတဲ့သူတွေလာပြီးတော့ငါ့ကိုဆူတောင်းပေးငါကျက်မှာပဲ
ငါကိုခွန်အားပင်ကျမမှာပဲဒါမှမဟုတ်ပါစတာရီလာပြီးတော့ငါကိုခွန်အားပင်ကခေါင်းကြီးခွန်အားပင်ရမှာပဲဆိုပြီးတော့ကျမတို့မျောလူတွေစီကနေကျမတို့မျောလင့်တဲ့အချိန်လဲရှိတယ်လူတွေစီကနေမျောလင့်တလို့ပဲပေါ့နော်ကျမတို့ဒီကနေ့တခါတလေကျန်ကျမတို့မျောလင့်တဲ့လူတွေကချက်ချင်းရောက်มาတဲ့ခါမှာကျမတို့ကဝမ်းနေတတ်တယ်အဲ့လိုမျိုးချိန်မှာပေါ့နော်ကျမခွန်အားပေးခြင်းနဲ့ကျမတို့ဝမ်းနေဖို့ရမဟုတ်ဘဲနဲ့အော်ဖျက်ခဲငါကိုပို့ပြီးတော့ယဉ်ကျေးစေခြင်းပါလားဆိုပြီးတော့ကျမတို့ခွန်အားပေးဖို့ရန်ဒီကနေ့ကျမတိုက်တွန်းချင်ပါတယ်အာမင်ကျမတို့တချို့လူတွေဆိုလို့ရှိရင်ဖျက်เจ้าမှာလှုပ်တဲ့သူတွေကတော့ကျမတို့နေ့တိုင်းလို့ကျမတို့တွေ့ရတာဖြစ်တယ်ကျမတို့ခွန်အားမပေးရင်တောင်မှပေါ့နော်သူရဲ့အခက်အခဲတို့ကျမတို့ကခံစားပေးနိုင်တာဖြစ်တယ်ဒါပေမဲ့အပြင်မှာလှုပ်တဲ့သူတွေစားတော့ဆိုင်မှာတော်လကောင်းပေါ့နော်ကုမ္ပဏီမှာတော်လကောင်းအလုပ်လုပ်တဲ့သူတွေကသူတို့တခါလေကြက်ပေါ့နော်ဆရာကြီးစီမှာလည်းမဖော်ပြနိုင်တဲ့အခက်အခဲတွေဒါမှမဟုတ်ကိုတငယ်ချင်းစီမှာလည်းမဖော်ပြနိုင်တဲ့အခက်အခဲတွေခံစားတတ်တယ်အဲ့လိုမျိုးခံစားတဲ့အခါမှာပေါ့နော်ကျမဒီနေ့ခွန်အားပေးခြင်းနဲ့ကျမတို့ခွန်အားပေးရအောင်ဖျက်ခဲ့ကောင်းမြတ်ခြင်းကြောင့်ကျမတို့ပြန်လဲပြီးတော့ဆင်ခြင်ပြီးတော့ပေါ့နော်အိုးငါအခုခံစားနေရတာမပြောပါလောက်ဘူးပေါ့နော်အိုးဖျက်ခင်ငါတို့ကျေးဇူးတော်ဖျက်ခင်ကျေးဇူးတော်ပို့ပြီးတော့လုံလောက်ပါလားဆိုပြီးတော့ပေါ့နော်ဖျက်ခင်နှုတ်ကပတ်တော်နဲ့ကျမဒီနေ့ရွေးချယ်ထားတယ်ပေါ့နော်စာလံ50နှစ်နဲ့ခွန်အားပေးဖို့ရန်ကျမဒီနေ့တိုက်တွန်းချင်ပါတယ်အာမင်ကိုကျမတို့ခွန်အားပေးဖို့ရန်ကျမတို့ဘယ်လိုလဲဆိုလို့ရှိရင်လေ့ကျင့်ရအောင်ပေါ့နော်လူတွေစိတ်ကနေကျမတို့မျောလင့်တယ်လို့မဖြစ်လာရင်လည်းကျမတို့စိတ်ပြက်ပြီးတော့အားနဲ့ဖို့ရန်ဖျက်ခဲ့လို့မရှိဘူးကျမတို့ခြေလန်းဖို့ရန်ဖျက်ခဲ့လို့တော့ရှိတာဖြစ်တယ်အာမင်အဲ့ဒီအတွက်ကြောင့်ဆာလန်ဆရာကဘလောက်ပဲသူကခက်ခဲတွေခံစားရဘလေးစေသူကဘာပြောလဲဆိုလို့ရှိရင်အိုးငါဝိညာဉ်တင်းနေအဘဲကြောင့်ညိုးငယ်တနည်းညိုးငယ်နေတဲ့သူ့ရဲ့ဝိညာဉ်ကိုသူကခွန်အားပေးတယ်ပေါ့နော်ဖျားခင်ကိုမျောလင့်လက်နေလို့ဖျားခင်ကိုပဲမျောလင့်မယ်အာမင်လူတွေစီကနေအတန်မျိုးစုံကြားရပလိစေမမူပဲနဲ့ဖျားခင်ကိုမျောလင့်ဖို့ရန်သူ့ကိုယ်သူခွန်အားပေးတာဖြစ်တယ်ပြီးတဲ့ခါမှာငယ်တင်းတဲ့နေ့ကျမတို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်သူ့တက်တာထဲမှာဘလောက်ထိဖျားခင်ကိုမျောလင့်လဲဆိုလို့ရှိရင်တမင်တရေဒီရည်စီးသောချောင်းကိုတောင်းတတဲ့ကဲ့သို့ငါဝိညာဉ်ဒီကိုရော့ကိုတောင်းတပါဒီဖျားငါဝိညာဉ်ဒီဖျားခင်သေးဟုသောအသက်ရှင်တော်မူသောဖျားကိုငါလာ၏အဘေကာလမှာဖျားခင်ထံတော်သို့ရောက်၍မျက်နာပြရအံ့တည်းဒီထဲမှာဆိုလို့ရှိရင်ပေါ့နော်တကယ်ပဲအရေးကြီးတာဖြစ်တယ်တရိษံပင်လေပေါ့နော်သူတို့ကတောက်ဖို့ရန်တမင်တရေဒီမှာတမင်တရေနဲ့ခိုင်းနှိုင်းထားတာဖြစ်တယ်သူတို့ပင်လင်သူတို့တောက်ဖို့ရန်ရေကိုတောင်းတတဲ့အတိုင်းပဲသူတို့ကအဲ့ဒီရေရှိတဲ့နေရာကိုသူတို့ကသွားတဲ့အခါမှာတကယ်ပဲသူတို့ငတ်မွတ်ခြင်းကဘောနော်သူတို့ငတ်မွတ်ခြင်းတွေပြေတာဖြစ်တယ်ထိုနည်း၎င်းပဲကျမတို့တက်တာထဲမှာလဲကျမတို့ဝိညာဉ်6တွေ့တယ်ကျမတို့ဝိညာဉ်ကမစိမ့်လန်းတော့ဘူးမဆိုပြေတော့ဘူးဖျားခင်နှုတ်ပတ်တော်ကိုဆင်ခြင်ဖို့ရလဲခက်ခဲတယ်တချို့လူတွေဆိုရင်ကျမတို့ဝိညာဉ်ပေါ့နော်တချို့လူတွေသိနိုင်တယ်ပေါ့နော်ကျမတို့ဝိညာဉ်အားချုပ်တွေ့တဲ့ခါမှာနှုတ်ပတ်တော်လည်းမဖတ်ချင်တော့ဘူးစုလည်းမတောင်းချင်တော့ဘူးအဲ့လိုမျိုးခံစားရတာဖြစ်တယ်တကယ်ဝိညာဉ်6တွေ့တဲ့ခါမှာပေါ့နော်ဖျားကြောင့်လည်းမသွားချင်တော့ဘူးအဲ့လိုမျိုးအခြေအနေဖြစ်နေတယ်ဆိုလို့ရှိရင်မိတ်ဆွေကတကယ်ပဲ6ကတ်နေတာဖြစ်တယ်တကယ်ပဲဝိညာဉ်ထဲမှာလန်းဆန်းပြီးတော့ဝိညာဉ်ထဲမှာဘောနော်ဆိုပြေတဲ့သူတွေကဘာကိုလိုအပ်တယ်ဆိုလို့ရှိရင်လိုချင်တယ်တောင်းတလဲဆိုလို့ရှိရင်နှုတ်ကပတ်တော်စူတောင်းခြင်းတော်လည်းကောင်းပေါ့နော်ဖျက်ခင်ရဲ့ဖျက်ခင်နဲ့ဆိုင်တဲ့အရာတွေအားလုံးကိုသူကလိုချင်တောင်းတတာဖြစ်တယ်ထိုနည်းလည်းကောင်းပဲဒီမှာတမင်တရေကတောင်းတတဲ့ကဲ့သို့ကျမတို့တက်တာထဲမှာလဲဖျက်ခင်နှုတ်ကပတ်တော်ကိုကျမတို့တောင်းတဖို့ရလိုအပ်တာဖြစ်တယ်အာမင်ဒီထဲမှာဆိုလို့ရှိရင်ဆာလန်ဆရာကဖျားခင်နှုတ်ကပတ်တော်ကိုဘာပြောလဲဆိုလို့ရှိရင်တောင်းတပါတယ်ဖျားတဲ့တောင်းတတဲ့နှလုံးသားဆိုတာတကယ်ပဲလိုအပ်တာဖြစ်တယ်ဒီမှာရှိတဲ့သူတွေအရောက်စီတိုင်းလဲတယောက်နဲ့တယောက်မတူကြဘူးပေါ့နော်တချို့လူတွေကဖျားချမ်းကိုလာတဲ့အခါမှာတချို့လူတွေခိုင်းလို့တချို့လူတွေဆိုလို့ရှိရင်တငယ်ချင်းကခေါ်လို့တချို့လူတွေဆိုလို့ရှိရင်ငါဖျားခင်ကောင်ကတကယ်ပဲချီးမွမ်းချင်တယ်ဆိုပြီးတော့စားငတ်တဲ့နှလုံးသားနဲ့လာတဲ့သူလည်းရှိတယ်ပေါ့နော်မတူကြဘူး
ကျမတို့ရဲ့ဆန်ရောက်တာချင်းတော့တူကြတယ်ရောက်တဲ့ချိန်လည်းတူတယ်ဒါပေမဲ့စိတ်ထဲမှာတောင်းတတဲ့ຢာတွေကမတူဘူးပေါ့နော်အဲ့လိုပဲပေါ့နော်ကျမတို့ဖျားချောင်းကိုလာတဲ့ခါမှာတကယ်ပဲတောင်းတလို့ချင်တဲ့နှလုံးသားနဲ့ကျမတို့စာငတ်တဲ့နှလုံးသားနဲ့လာတယ်ဆိုလို့ရှိရင်ဖျားခင်ကကျမတို့စာငတ်တဲ့နှလုံးသားကိုတကယ်ပဲတိုးထိပ်ပြီးတော့ကျမပြောတဲ့အခုကျမပြောတဲ့နှုတ်ကပတ်တော်ပေါ့နော်တကယ်စာငတ်တဲ့သူတွေကအကုန်လုံးမှတ်မိမှာဖြစ်တယ်ဒါပေမဲ့တကယ်မစာငတ်တဲ့သူတွေကတော့ဘာပြောမှလည်းမသိဘူးစကားလည်းမပြောဘူးဆိုပြီးတော့ပေါ့နော်စိတ်ထဲမှာတကယ်ပဲအပြစ်တင်တဲ့သူတွေရှိကောင်းရှိနိုင်တယ်ပေါ့နော်အားလုံးအပြစ်တင်ချင်တာတော့မဟုတ်ဘူးကျမခိုင်းနိုင်ပြီးတော့ပြောကြည့်တာပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်တမင်တရကအဲ့ဒီရေစီးတဲ့ချောင်းကိုသူကတောင်းတတယ်တဲ့တောင်းတတဲ့အတိုင်းသူကတောင်းတတဲ့အတိုင်းသူကတွားတဲ့အခါမှာဘာဖြစ်လဲသူကအငတ်ပြေပြီးတော့သူကရေကိုတကယ်ပဲရတာဖြစ်တယ်ဒီထဲမှာလဲဆိုလို့ရှိရင်နှစ်မှာဆိုလို့ရှိရင်ငါဝိငင်တွေဖျားသခင်တီးဟုတော့အသက်ရှင်တော်မူတော့ဖျားကိုငတ်လိုက်တဲ့ငတ်တယ်ဆိုတဲ့အခါမှာပေါ့နော်တကယ်ပဲလိုအပ်တဲ့အရာကိုဖော်ညွှန်းတာဖြစ်တယ်တချို့လူတွေဆိုရင်နေငတ်လိုက်တာလို့ပြောတဲ့အခါမှာသူကမရှိလို့ငတ်တယ်လို့ခေါ်တာဖြစ်တယ်ပေါ့နော်ရှိတယ်ဆိုလို့ရှိရင်တော့ငတ်တယ်လို့မခေါ်ဘူးဒါပေမဲ့ဒီထဲမှာဆိုလို့ရှိရင်ဘာလို့ဖျားခင်ကိုငတ်လိုက်လို့ပြောတဲ့အခါပြောတာလဲဆိုလို့ရှိရင်လူတွေစီကနေမရနိုင်တဲ့အရာတွေပေါ့နော်ဖျားသခင်စီကပဲရနိုင်တဲ့အတွက်ကြောင့်ဖျားခင်စီမှာပဲရှိတဲ့အတွက်ကြောင့်ပေါ့နော်သူကအဲ့ဒီအရာတွေကိုသူကတောင်းတတယ်ပြီးတော့ငတ်တယ်တဲ့တကယ်ပဲအရေးပါတဲ့စကားလုံးဖြစ်တယ်နဝင်တော့တိတ်မချို့ဘူးဒါပေမဲ့တကယ်ပဲကျမတို့တက်တာထဲမှာဖျားခင်နှုတ်ကပတ်တော်ကိုဒီဆာလန်ဆီယာကဲတော့ကျမတို့ငတ်ပြီးတော့ပေါ့နော်ကျမတို့တောင်းတတယ်ဆိုလို့ရှိရင်ကျမတို့ကဖျားခင်မျက်မှောက်တော်ကိုတကယ်ပဲခံစားရမှာဖြစ်တယ်ဒီထဲမှာပြောထားလဲဆိုလို့ရှိရင်အဘေကာလမှဖျားခင်ထံတော်သို့ရောက်၍မျက်နာပြရအံ့တနည်းတဲ့ကျမတို့ဖျားခင်စီတော့ကျမတို့တွားခြင်းဖျားခင်ကိုတော့ကျမတို့ယုံကြည်ကြတယ်ပေါ့နော်ကျမတို့ဒါပေမဲ့ဖျားခင်စီကိုဘသူကအရင်တွားမလဲဆိုတဲ့အခါမှာအရင်တွားခြင်းတဲ့သူကမရှိဘူးနော်ကောင်းကင်နိုင်ငံဘောနော်ဘယ်သူရင်သွားမယ်ဆိုတဲ့အခါမှာကျမတို့ကမသွားချင်ကြဘူးဖျားရင်တောင်မှဆူတောင်းကြတယ်နော်လာပိုတကယ်ပဲဆူတောင်းကြတယ်ကျမတို့ကျမချင်သေးတယ်ပေါ့နော်အဲ့ဒီတော့ကြောင့်ဒီဆာလန်ဆရာကသူတက်တာထဲမှာဘလောက်အရေးပါလဲဆိုလို့ရှိရင်သူကဇန်နာရှိတယ်။အော်ကိုရောလိုရှိတယ်ဆိုလို့ရှိရင်ပေါ့နော်ဖျားခင်ထံမှာတွားဖို့ပြင်ရင်သူကအစဉ်သင်ရှိတယ်ဆိုတဲ့အရာကိုဒီမှာဖော်ပြထားတာဖြစ်တယ်။အဘေကာလမှဖျားခင်ထံတော်သို့ရောက်၍မျက်နာပြရအံ့နေတဲ့ဖျားခင်စီကိုတွားဖို့ပြင်ရင်သူကတကယ်ပဲဆန္ဒရှိတာဖြစ်တယ်။အာမင်။ကျမတို့ရဲ့သက်တာထဲမှာလဲဒီကနေ့ဖျားခင်ကိုဆာလန်ဆရာကဲ့သို့ကျမတို့ကဖျားခင်ကိုတောင်းတလျက်သူ့ကိုစာငတ်လျက်သူ့ထဲပေါ့ဗောနော်သူ့ထံတော်၌ကျမတို့ကတွားဖို့ရန်ဆန္ဒရှိတယ်ဆိုလို့ရှိရင်ကျမတို့ကဒီဆာလန်ဆရာကဲ့သို့ငြိမ်သက်ခြင်းတွေပေါ့နော်ကျမတို့ကခံစားရမှာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ကျမတို့ဒီကနေ့ဒီဆာလန်အခန်းကြီး40နဲ့ကျမတို့ခွန်အားယူရအောင်ကျမတို့တက်တာထဲမှာအခက်ခဲတွေကိုစီရှိကြတယ်ကိုခက်ခဲတွေတယောက်နဲ့တယောက်မတူကြဘူးဒါပေမဲ့ဖျက်ခင်အလိုရှိတာကကျမတို့တက်တာထဲမှာဘလောက်ပဲအခက်ခဲရှိပလေစေဒီကနေ့သူ့ကိုပဲကျမတို့ကိုမျောလင်းဖို့ရန်ဖျက်ခင်ကအလိုတော့ရှိတာဖြစ်တယ်အာမင်ဒီကျမ်းပိုက်အနေနဲ့ကျမကျမ်းစာတစ်ခုထပ်မှတ်ပြီးတော့ကျမကိုးကားခြင်းနဲ့မကြာဘူးပေါ့နော်9မိနစ်လောက်ပဲကျမဆက်လက်ပြီးတော့ချိန်ယူခြင်းနဲ့အဲ့ဒီဟာကဘယ်မှာတွေ့ရလဲဆိုလို့ရှိရင်ရှင်လုကာအခန်းကြီး10အငယ်43နဲ့44မှာကျမတို့တွေ့ရတာဖြစ်တယ်အဲ့ဒီအထဲမှာဆိုလို့ရှိရင်ဘာတွေ့ရလဲဆိုလို့ရှိရင်12နှစ်လုံးသွေးသွန်အနာဆွဲတဲ့အမျိုးသမီးအကြောင်းကိုကျမတို့တွေ့ရတာဖြစ်တယ်အဲ့ဒီ12နှစ်လုံးသွေးသွန်အနာဆွဲတဲ့အမျိုးသမီးကဆိုလို့ရှိရင်ကျမတို့သိကြတဲ့အတိုင်းပဲသူကသွေးသွန်အနာဆွဲတာဖြစ်တယ်လုံးဝမကြမ်းမနိုင်ဘူးမျိုးသမီးတွေဆိုရင်သိမှာဖြစ်တယ်ပေါ့နော်ကျမတို့သွေးသွန်တဲ့အခါမှာတကယ်ပဲဘယ်လိုတကယ်ပဲအင်အားလဲကုန်ခန်းတာဖြစ်တယ်သွေးကပေါ့နော်ကျမတို့သွေးဆိုတာကျမတို့ခန္ဓာကိုယ်အတွက်တကယ်ပဲအရေးပါတာဖြစ်တယ် normal ပေါ့နော်ပုံမှန်တာမန်အမျိုးသမီးတယောက်ဆိုလို့ရှိရင်
3ရက်ကနေ9ရက်ကျမတို့ကသွေးသွန်တက်ကြတယ်ဒါပေမဲ့ဒီအမျိုးသမီးက12နှစ်လုံးသွေးသွန်အနာဆွဲတဲ့အမျိုးသမီးဆိုတာကျမတို့တွေ့ရတယ်သွေးသွန်အနာဆွဲတဲ့အခါမှာသူကဘာဖြစ်လဲဆိုလို့ရှိရင်သူ့ရဲ့အနာပျောက်ဖို့ရန်အတွက်သူ့ရဲ့သွေးသွန်ခြင်းရက်တန့်ဖို့ရန်အတွက်သူကျမ်းမာဖို့ရန်အတွက်သူကသူ့ရဲ့စီးစိမ်ဥစ္စာရှိသမျှကိုသူကစေသမားတို့၌ပေး၍ဂုံတော်လေတဲ့ရှိသမျှစေသမားတွေထံသူသွားတယ်စေကုတယ်သမားတော်တွေတော်လကောင်းပေါ့နော်ဆရာဝန်တွေတော်လကောင်းသူကသွားတယ်ဒါပေမဲ့သူ့ရဲ့ဥစ္စာတွေဂုံတယ်တရားနဲ့မှသူကမတည့်ဘူးပေါ့နော်ဘသူစီသွားသူကဘာပြောလဲဆိုလို့ရှိရင်ချမ်းသာမရဘူးတဲ့စေသမားလက်၌မြအဘေစေသမားလက်၌မြချမ်းသာမရတော့အမျိုးသမီးဆိုပြီးတော့ဒီကျမ်းစာထဲမှာရေးထားတာဖြစ်တယ်ချမ်းသာမရဆိုတဲ့အခါမှာကျမ်းမာချင်းမရဘူးရှိသမျှဥစ္စာတွေလည်းကုန်တယ်ပြီးတဲ့အခါမှာရှိသမျှဆရာဝန်တွေစီလည်းသူသွားတယ်ဒါပေမဲ့ချမ်းသာမရဘူးတဲ့နောက်ဆုံးရောက်တဲ့အခါမှာသူ့မှာမျောလင်းခြင်းတွေမရှိတော့ဘူးသူအားကိုးတဲ့အရာတွေမရှိတော့ဘူးလူတွေစိတ်ကတွေသူမျောလင်းတဲ့အရာတွေလည်းမဖြစ်လာတဲ့အခါမှာနောက်ဆုံးကြတော့သူကြားတဲ့အရာပေါ့နော်ယေရှုအကြောင်းကိုသူကကြားတဲ့အခါမှာအဲ့ဒီမျိုးသမီးကနောက်တော်၌ချင်းကပ်ရွေးတယ်နောက်တော်ဆိုတဲ့အခါမှာယေရှုရဲ့နောက်တော်ပေါ့နော်ယေရှုနဲ့တမန်တော်တွေသွားတဲ့နောက်ကိုသူကချင်းကပ်ပြီးတော့ဘာလို့လဲဆိုလို့ရှိရင်အဝတ်တော်ဤပပွားကိုတို့တစ်ဖြစ်တဲ့ဒီထဲမှာအယံပဲရေးကြည့်တာဖြစ်တယ်အဝတ်တော်ဤပပွားသူကတို့တယ်ဆိုလို့ရှိရင်ငါကျမ်းမာမယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့သူကတကယ်ပဲရှောက်လန်းတာဖြစ်တယ်ရှောက်လန်းပြီးတော့သူကသွားတဲ့အခါမှာတကယ်ပဲတို့တဲ့အခါမှာထိုခဏချင်းတွင်သွေးသွန်အနာပြောက်လေ၏တဲ့အဲ့ဒီအမျိုးသမီးရဲ့တက်တာထဲမှာပေါ့နော်တကယ်ပဲကျမ်းမာခြင်းကိုသူကခံစားရတာဖြစ်တယ်လူအနေနဲ့သူ့အနေနဲ့လုံးဝမကျမ်းမာနိုင်တော့ဘူးစေသမားတွေလည်းမတတ်နိုင်တော့ဘူးပေါ့နော်ဘယ်ဆရာဝန်ကမှလည်းသူ့ကိုမကုပေးနိုင်တော့ဘူးလူတွေကလက်မြောက်နေပြီတိုးတော်လဲသူကသူ့ရဲ့မျောလင်းခြင်းဖျားသခင်ထံမှာသူကမျောလင်းခြင်းထားတဲ့အခါမှာပေါ့နော်သူကကျမ်းမာခြင်းကိုခံစားရတာဖြစ်တယ်အာမင်ဒီကျမ်းပိုက်အနေနဲ့ကျမတို့ခွန်အားယူရအောင်ကျမတို့တက်တာထဲမှာလဲအရန်ကြံ့ကြာနေပြီငါဆူတောင်းတာလည်းဖျက်ခင်မကြားဘူးလားမသိဘူးငါဆူတောင်းတာလည်းရမ်းကြာနေပြီဖျက်ခင်မပေးတော့ဘူးလားမသိဘူးဆိုပြီးတော့ကျမတို့မေးခွန်းထုတ်တဲ့အရာတွေမြောက်များစွာလည်းရှိနိုင်တာဖြစ်တယ်ဒီကနေ့ဒီမှာရှိတဲ့တငယ်ချင်းများအရောက်စီတိုင်းကိုကျမခွန်အားပေးခြင်းနဲ့ကျမတို့တက်တာထဲမှာမျော်လင့်ခြင်းနဲ့ကျမတို့အသက်ရှင်ဖို့ရန်ဖျက်ခင်ကအလိုတော်ရှိတာဖြစ်တယ်အာမင်လူတွေစီကနေကျမတို့မျော်လင့်ခြင်းမရှိတော့တဲ့အခါမှာပြင်လဲကျမတို့ဖျားခင်စီမှာကျမတို့မျော်လင့်ခြင်းထားရအောင်အာမင်လူတွေစီမှာကျမတို့မျော်လင့်တဲ့အခါမှာမျော်လင့်တဲ့အတိုင်းမဖြစ်လာဘူးပေါ့နော်အဲ့လိုမျိုးချိန်မှာပြင်လဲဖျားခင်ကျမတို့ကိုငါထန်တုတ်လာခဲ့ငါထန်တုတ်လာပါငါဒီကျမ်းမာခြင်းပေးတဲ့အရှင်ဖြစ်တယ်ငါဒီကျမ်းမာစေနိုင်တဲ့အရှင်ဖြစ်တယ်ငါဒီချမ်းသာစေနိုင်တဲ့အရှင်ဖြစ်တယ်ဆိုပြီးတော့ကျမတို့ကိုအမြဲတမ်းခေါ်ဖဲ့တဲ့ဖျားခင်ဖြစ်တယ်အာမင်ကျမတို့ရဲ့တာဝန်ကပါလဲဖျားခင်ကိုကျမတို့ခေါ်ဖေးဖို့ရန်ကျမတို့တာဝန်ဖြစ်တယ်ဖျားခင်ကိုမျောလင့်ဖို့ရန်ကျမတို့တာဝန်ဖြစ်တယ်ကျမတို့ကဖျားခင်ကိုကိုးစားဖို့ရန်ကျမတို့တာဝန်ဖြစ်တာဖြစ်တယ်ကျမတို့တတ်နိုင်တဲ့အရာတွေကိုကျမတို့ကလုပ်ရအောင်အာမင်ကျမတို့ရှောက်လန်းရအောင်ကျမတို့ဆုတောင်းရအောင်ကျမတို့နှုတ်ကပတ်တော်ကိုကျမတို့ဖတ်ရှုရအောင်အဲ့ဒါတွေကကျမတို့တတ်နိုင်တာဖြစ်တယ်ဒါပေမဲ့ဖျားခင်ကသူတတ်နိုင်တဲ့အရာကိုသူကအလုံးလုံးမှာဖြစ်တယ်ကျမတို့တစ်ခါလေကျဖျက်ခင်တတ်နိုင်ခြင်းကိုကျမတို့တတ်နိုင်ခြင်းကဲ့သို့ကျမတို့ကဖျက်ခင်အလုပ်ကိုကျမတို့လုပ်ချင်တဲ့အခါမှာအဲ့ဒီအရာကပြဿနာဖြစ်တယ်။အိုးဖျက်ခင်ဆိုပြီးတော့ကျမတို့ပြစ်တင်ခြင်းနဲ့ကျမတို့တက်တာထဲမှာခံစားရတာဖြစ်တယ်။ကျမတက်တဲ့အနေငယ်ခံခြင်းနဲ့ဖျက်ခင်ကကျမတို့ရဲ့မျောလင့်ခြင်းရှင်ဖြစ်တဲ့အကြောင်းပေါ့နော်။ကျမလည်းအခုဆိုရင်ကျမအားလုံးကကြားတဲ့အတိုင်းပဲကျမတို့အခုဆိုရင်ဖျက်ကြောင့်နားမှာဖျက်ခင်ကအခုပေးလို့ပေါ့နော်ကျမတို့နေခွင့်ရတာဖြစ်တယ်လွန်ခဲ့တဲ့4-5နှစ်6နှစ်ပေါ့နော်6နှစ်5နှစ်လောက်ပေါ့နော်5နှစ်ကလေးကကျမတို့ကဖျက်ကြောင့်နားပါအနီးနားကျမအဲ့ဒီအိမ်တောင်မှကျမခုနေတဲ့အိမ်မှာပြင်လင်ကျမစုမတောင်းရဲဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်အရင်ဈေးကြီးတယ်ကျမတို့အတွက်ပေါ့နော်အရင်ဈေးကြီးတယ်ရေးကြီးတဲ့ခါမှာကျမကစင်ပါပေါ့နော်ကအိုးစီမှာပေါ့နော်ကျမ
ပြောတယ်ပေါ့နော်ကျမတို့အဲ့ဒီတိုက်အမြင့်ကြီးမှာမနေနိုင်ပြင်လင်ကျမတို့ဒီဖျားเจ้าရဲ့ဘေးမှာပေါ့နော်ကျမတို့အိမ်ရှာရအောင်ငားရအောင်ဆိုပြီးကျမအရင်ကခဏပြောတယ်ပေါ့နော်သူကိုကျမဘက်ကပြောတယ်ပြီးတဲ့အခါမှာဆူတောင်းတယ်ကိုရောတကယ်ပဲအိမ်ပေးပါပေါ့နော်ကျမတို့အလုပ်လုပ်တာချင်းတူကိုရဲအလုပ်လုပ်တာချင်းတူတကယ်ပဲထိရောက်ပေါ့နော်အလုပ်လုပ်ချင်တယ်ဆိုပြီးတော့နင်းဖျားเจ้าနဲ့နင်းလေးမှနေချင်တယ်ဆိုပြီးတော့ကျမကဆူတောင်းတယ်အဲ့တော့လွန်ခဲ့တဲ့2နှစ်3 4နှစ်5နှစ်ကပေါ့နော်အရန်ယုံကြည်တယ်ဆူတောင်းတယ်ဒါပေမဲ့ကြာလာတော့လေကျမကဘယ်လိုလဲကျမအခုနေတဲ့အရင်ကနေတဲ့ပနန်းပရနာမှာဆိုလို့ရှိရင်ကျမနေသားနေကြာနေပြီဆိုတော့လေတိတ်လဲဆူမတောင်းတော့ဘူးပြီးတော့လည်းမမျော်လင့်တော့ဘူးကျမဘယ်လောက်ပြောကို့မျိုးသားကသဘောမတူလို့ရှိရင်ဘာမှမဖြစ်လာဘူးလေနော်ဘယ်လောက်ပဲစကားချွတ်နဲ့ပြောလည်းမဖြစ်လာဘူးလေဆူတောင်းတဲ့ခါလည်းမဖြစ်လာတဲ့ခါမှာကျမစိတ်သက်ကြနေပြီပြောလည်းမပြောချင်တော့ဘူးအဲ့ဒီအတွက်ကြောင့်ကျမကဒီတိုင်းပဲနေတယ်အဲ့ဒါနဲ့ကျမတကယ်အခုတလောခံစားရတဲ့အကြောင်းပေါ့နော်ဆက်ဒေးဗစ်တို့ကသူတို့ကအိမ်ရှာတဲ့အခါမှာကျမကပြောကြည့်တယ်ဆက်ဒေးဗစ်တို့အိမ်လဲဘယ်လိုလဲသူတို့အိမ်လဲကျမတို့ယူလို့ရတယ်နော်လို့ကျမသူ့ကိုပြောတယ်ပေါ့နော်အဲ့ဒီအခါမှာသူစိတ်ကအရန်ခိုင်မာသေးတယ်ဖာရိုးနှလုံးသားကဲတော့အဲ့တော့လည်းတော့လက်လုံးမကြည့်ဘူးလေအဲ့ဒါနဲ့ကျမကဖက်ခဲ့လို့မရှိသေးဘူးဆိုပြီးတော့ကျမကဒီတိုင်းပဲနေလိုက်တယ်အဲ့ဒါနဲ့ရုပ်တရက်ပေါ့နော်မကြဘူးတပတ်2ရက်3ရက်ထင်တယ်မကြဘူးသူကလည်းအိမ်သွားကြည့်မယ်ဆိုပြီးတော့ချက်ချင်းခေါ်တော့ပြီးတော့လေသွားကြည့်တဲ့အခါမှာဖက်ခဲ့အလုပ်လုပ်တဲ့အခါမှာအရန်ထူးဆန်းတယ်ဒီနေ့အိမ်ကြည့်တယ်မနေ့ပြန်တော့တခါတည်းအဲ့ကျမတို့ကိုအဲ့ဒီခါမှာကျမအရန်အံ့ဩတယ်ပေါ့နော်ဆက်ဒေးဗစ်တို့တောင်မှတပတ်အချိန်ရတယ်သူတို့အိမ်ရှာလို့မတွေ့သေးဘူးကျမတို့ကတော့တောင်ရနေပြီဆိုပြီးတော့လေကျမအရန်အံ့ဩတယ်အဲ့ဒီခါမှာဖျက်ခဲ့ကျမကိုစကားဘယ်လိုပြောလဲဆိုလို့ရှိရင်နေဆူတောင်းတဲ့အရာတွေနေမျော်လင့်တဲ့အရာတွေနေမေ့ကောင်းမေ့နိုင်တယ်ဒါပေမဲ့ငါကမမေ့ဘူးငါကအချိန်တန်တဲ့အခါမှာပေးတဲ့ဖျားဖြစ်တယ်ဆိုပြီးတော့ကျမတက်တာကျမကိုပေါ့နော်ဖျက်ခဲ့စကားပြောတဲ့အခါမှာတကယ်ပဲမှန်ပါလားဆိုပြီးတော့ပေါ့နော်ဒီနှုတ်ကပတ်တော်ကကျမတက်တာထဲမှာတကယ်ပဲဝင်လာတာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ဒီမှာရှိတဲ့တငယ်ချင်းများအရောက်စီတိုင်းကိုလည်းကျမခွန်အားပေးခြင်းနဲ့ကျမတို့ဆူတောင်းရအောင်ဆူမတောင်းဘူးဆိုလို့ရှိရင်ကျမတို့အပြစ်ပေါ့နော်ကျမတို့ငါဆူတောင်းတာရတယ်ဆိုပြီးတော့ကျမတို့တက်ခံစရာလည်းမရှိဘူးဒါပေမဲ့ဆူတောင်းတဲ့အခါမှာကျမတို့အဲ့ဒီဆူတောင်းတဲ့အရာတွေကိုကျမတို့ရတဲ့အခါမှာတကယ်ပဲဝမ်းသာပီတိဖြစ်ရတယ်ဖျားခင်ကိုတကယ်ပဲကျေးဇူးတင်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဖျားခင်ကကျမတို့ဆူတောင်းတဲ့အရာတွေမေ့လျော့တဲ့အချိန်မှာပင်လေကျမတို့အတွက်အလုံးလုံးပေးနေတဲ့ဖျားခင်ဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ကျမတို့ဖျားခင်ကိုမျှော်လင့်လျက်ဘလောက်ပဲခက်ခဲနေပလိစေဖျားခင်ကိုမျှော်လင့်လျက်ကျမတို့ဆူတောင်းရအောင်ဆူတောင်းခြင်းအရှိန်ကိုကျမတို့တိုးမြင့်ရအောင်ဆိုပြီးတော့ကျမဒီနေ့နှုတ်ကပတ်တော်ရှိလေးနဲ့ပေါ့နော်ဆုံးသက်ချင်ပါတယ်ကြားနာတဲ့အရောက်စီတိုင်းဖျားခင်ကောင်းချီးပေးပါစေမဲကျမတို့အချိန်လဲစေပြီဆိုတော့ကျမတို့အလုံးမတ်သက်ရပြီးတော့ဆရာကပေါ့နော်အဆုံးသက်ဆူတောင်းပေးဆိုတဲ့အခါမှာကျမတကယ်ပဲတခါတည်းဆူတောင်းရအောင်ပေါ့နော်တချင်းလည်းမဆိုတော့ဘူးအချိန်လဲစေပြီဆိုတော့ကျမတို့တချင်းမဆိုတော့ပြင်မဲ့ကျမတို့ဖျားခင်ထံမှာကျမတို့ကိုအတန်လွင်လေကျမတို့ဆူတောင်းရအောင်ကိုရောဒီကနေ့ကြားနာရတဲ့နှုတ်ကပတ်တော်အတိုင်းပဲဘလောက်ပဲခက်ခဲပြဿနာတွေရင်ဆိုင်ရပါစေကိုရောကိုမျော်လင့်လျက်ကိုရောထန်၌ချင်းကပ်တော်သားသမီးများဖြစ်စေပါဆိုပြီးတော့ကျမတို့အသက်တာချိန်တိုင်းကိုကျမတို့စက္ကန့်နဲ့ရအောင်မြန်မာလိုမရရင်လည်းဇုံမီလို့ပေါ့နော်ကျမတို့ဆူတောင်းရအောင်ဆူတောင်းဖို့တာအဓိကဖြစ်တယ်နော်ကျမတို့အားလုံးတူတကွာဆူတောင်းရအောင်ဟာလေလုယာရှာရာပါအိုးရှာလ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 ာအေးလာ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 Oh, Christian Papia, great Jesus, Namaro Kuchimambai. Oh, Christian Pere, Nogba daughter, Kroko Chizutine. Oh, Kurotali, Miolim Poya, Kausong do Piakim Pidapide. Kurotali Sanga Poya. Oh, Titan Song do Piakim Pidapide, Kuro.
Oh, Kroko Chimwambai, Kroko Lochimbai, Kroko Sangabai, Kroko Tauntabai, Kuro. Oh, Rapa Papa 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 Papa. Hey, Sharara Papa 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 Papa. Divashire Yosira Gokoro Shimpapia County Pero Muba. Oh, Kroko Sangale. Oh, Kroko. 要来来要洗啦，再来要洗然个，哦，个新拍片，这个人那个不着单，哦，个新拍片看阿贝着木吧，哦，咱那钱大么干边的，都也得打车嘛，来对呀东表嘞，个人那钱有嘞，哦，个也得那个家嘞，哦，个也得路上带来小的许多都面皮破样子，个新拍片要洗咱也得打个新拍片，刚起贝着木吧，哦，啦pa pa 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 pa，个新拍片个接住了。 Namaro kuchima bai, kuroshin papya dikine kuroshin pere no kubato. Listen na kumya to salan time be. Taro tumiro yata ta tema. Belau be ke chinre, belau be song san chinre chong tui blese. O kuro kuta myo len le. Kuku kuku ape na to turi pipo yan tre. Kuroshin papya yau siran ko kuroshin papya. Kaunti pero muba. Dikine be mano tedo yau shila jare. O majamare tumya ko kuroshin papya jama chin pero muba. O กระชิมพาพยากระเมียนากระเมียมาทอกติดแผงขันสายตัวคุมยากระชิมเปตเกตนาวลาเมกาลามีนายเลกระชิมโอยูปายมีกุยาชิเลโอกระเมียมาทอกทูเปเลขันสายตัวตุมีพิพยันเจอยาวสิดันกุเลกระชิมพาพยากางจีเปรอมูบาโอกุขวาเปเลโอเบลาเบยงเงเบลเซแต่ตาเทมาวิงเอียมาจัดสิเบลเซกุขวาเปเลกระชิมทานายเปเลปิโรขวายาอยู่เลติสาวในตัวตามยาพิพยันเจไอยาวสิดันกุกระชิมพาพยากางจีเปรอมูบาอังเอเรตุมีกุกระชิมพาพยติดแผงขวาเปรอมูบาโอกระชิมพาพยาดิมายาวสิอาจารย์ยาวสิไทยโอลงแองกันแงมาเลกระชิมพาพยาโอกระชิมมินตามยาเปเลโอกระชิมพาพยาลาสามตัวในเรตุมีลาสาตัวยาโตขวินโอมินตามยาเรตุมีมินตายาโตขวินโอกระชิมพาพยาเปตนาโตมูบาทุมีมากาดิกเนมากระชิมมินตาโกโอชาโลยาตะเกโตนาวลาเมกาลามีมาเลนาวปัมมีมาเลกระชิมพาพยาลุลลเนกรกุชิมันกุกวยพยันเจโอกระชิมพาพยายาวสิดันกุเลกระชิมพาพยาปูสังกางจีเปรอมูบาจิสุตินพาพยาสิสิมีกุดิกเนทิตายาปูสังเปเรพาพยาเจนชิเตเรโอเปียเมคิสินายเลกระชิมพาพยายาวสิดันกุกางจีเปเลโอกระชิมพาพยาปูสังโนมูบาเอ็งกุจามาสวนยาวเชียตัวคุมีกระชิมพาพยาเปบาเมียจังโอกระชิมจิสุโรนามากุชิมวายเยซูนามในสุตาเลสกันนันบายอาเมนอายาสิได้